ယေရှုခရစ်နောက်လိုက်ရဲ့တန်ဖိုးဘလောက်ထိခဲရင်လဲဆိုတဲ့အရာလေးကိုကျွန်တော်ဒီနေ့ကဆက်ပြီးတော့မှကြည်သွားခြင်းတာဖြစ်တယ်ဆိုတော့အင်္ဂလိပ်လိုဆိုရင်တော့ the cause of following Jesus ယေရှုခရစ်တော်ရဲ့နောက်ကိုလိုက်မယ်ဆိုရင်တန်ဖိုးတော့ပေးရမယ်ဒီကောင်မတော်အလကားမရဘူးလောကမှာအလကားရတဲ့ပစ္စည်းဘာမှမရှိဘူးအဲ့ဒါအမှန်ပဲတင်ကလေးလိုချင်တယ်ကလေးလိုချင်တယ်ဖះကောင်းကြီးပေးလို့ကလေးရတာတော့လွယ်ပါတယ်ဟုတ်တယ်မလားယောက်ျားနဲ့မိန်းမအတူနေလိုက်ရင်ဖះကောင်းကြီးပေးရင်ကလေးတော့လွယ်တယ်လွယ်လေးပဲပျော်ပျော်ရွှင်ရွှင်လေးကလေးတော့ရသွားတယ်ဒါပေမဲ့အဲ့ကလေးထွက်လာပြီဆိုတာနဲ့ခက်ခဲပြီ၈နာရီညအိပ်လို့မရတော့ဘူး9နာရီလည်းသိပ်မရတော့ဘူး4နာရီကနေပြီးတော့မှ6နာရီကြာအဲ့ထဲမှာကလေးကငိုတက်တဲ့ကလေးဆိုရင်တော့အဲ့ဒါ9နာရီကနေပြီးတော့မှ3နာရီကြာပဲအဲ့ဒါအေးရပြီသားမှတ်ဆိုတော့ဘာမှအလကားမရဘူးကဲတင်ချင်းတောင်မှအလကားမရဘူးတင်းကိုဖះအလကားမပေးဘူးဘာကြောင့်လဲကဲတင်ချင်းတောင်မှတင်လုံးအောင်မဲ့အရာနှစ်ခုရှိတယ်နောင်တရယုံအဲ့ဒီနှစ်ချက်တင်မလုံးရင်လကားမရဘူးကဲတင်ချင်းဖျမပေးဘူးဆိုတော့လောကမှာအလကားရတဲ့အရာဘာမှမရှိဘူးတင်ဒီနေရာမှာထိုင်နေတာတော့မှအလကားတင်မထိုင်ရဘူးတင်ထိုင်တာတော့မှတင်ဘာသုံးရလဲဆိုတော့တင်ရဲ့ခွန်အားအင်အား strength energy တင်သုံးရတယ်ဟုတ်တယ်မလား energy မသုံးမနဲ့တင်ထိုင်လို့မရဘူးပြီးကြတော့တင်ဟိုသွားဒီသွားတင်လျှောက်သွားတဲ့အရာတော်မှာအလကားမဟုတ်ပြန်ဘူးငါဒါအဲ့ဒီတင်သွားလာတဲ့တင်သွားလာနိုင်ဖို့အတွက်တင်စာစားပေးရတယ်အလကားမရဘူးဆိုလောကမှာကျွန်တော်တို့အလကားရတဲ့အရာဘာမှမရှိဘူးအရာတိုင်းကတန်ဖိုးနဲ့ကြီးပဲတန်ဖိုးကြီးပဲဆိုတော့ယေရှုခရစ်နောက်လိုက်ဖို့အတွက်လည်းပဲတန်ဖိုးတင်ပေးဆက်ရမယ်တင်အလကားနောက်လိုက်လို့မရဘူးဆိုတော့ယေရှုခရစ်နောက်လိုက်ရဲ့တန်ဖိုးဘယ်လောက်ကြီးသလဲပြီးရင်ယေရှုခရစ်နောက်မလိုက်ခြင်းတန်ဖိုးဘယ်လောက်ထက်ထိပိုကြီးလဲဆိုတော့ရောက်ဒီနေ့ညကျွန်တော်ပြောပြသွားခြင်းတာဖြစ်တယ်ဆိုပြီးမှထပ်ပြီးတော့မှကျွန်တော်ပြန်ပြီးရှင်းလင်းပေးမယ်ယေရှုခရစ်နောက်လိုက်ခြင်းတန်ဖိုးရန်ကြီးတယ်ပေးဆက်ရတယ်ဒါပေမဲ့ယေရှုခရစ်နောက်မလိုက်ခြင်းရဲ့တန်ဖိုးကပိုကြီးတယ်ပိုပေးဆက်ရမယ်အဲ့ဒီနှစ်ခုကိုကျွန်တော်တို့ဒီနေ့ညကြည့်သွားမှာဖြစ်တယ်လို့ဆိုပထမတစ်ချက် next ယေရှုခရစ်နောက်လိုက်ကတော့အင်မတန်ခက်ခဲတယ်ဗျာဘာကြောင့်ခက်ခဲလဲဆိုတော့ယေရှုခရစ်နောက်လိုက်ဆိုတဲ့အရာကကျမ်းမာရမယ်ချမ်းသာရမယ်တိုးတက်ရမယ်အောင်မြင်ရမယ်ကြိုးစားရမယ်ဆိုတဲ့ဘဝမဟုတ်ဘူးခင်ဗျကျွန်တော်အဲ့ဒါလုံးဝကျွန်တော်ရှင်းပြခြင်းတယ်ဘာကြောင့်လဲဆိုတော့အခုခေတ်အခုခါမှာအင်္ဂလိပ်လိုဆိုရင်တော့ prosperity preacher လို့ခေါ်တယ် prosperity preaching လို့ခေါ်တယ်ကြီးပွားမယ်ချမ်းသာရမယ်ဆိုတဲ့တွင်တင်ချက်တွေအင်မတန်များတဲ့ခေတ်ညီကောင်မောင်နှမတို့အဲ့ဒီတွင်တင်ခြင်းအင်မတန်ကြောက်စရာကောင်းတယ်ခင်ဗျယေရှုနောက်လာရင်သင်ယေရှုကိုယသွားရင်သင်ကျမ်းမာရမယ်ချမ်းသာမယ်တိုးတက်ရမယ်အောင်မြင်ရမယ်ကြော်ကြားရမယ်ဆိုတဲ့အရာကအဲ့ဒါအလိမ်အညာစကားတမန်တရားမဟုတ်ဘူးကျမ်းစာအုပ်ထဲမှာဘယ်ကျမ်းစာအုပ်ထဲမှာမင်းငါနောက်လာရင်ကျမ်းမာမယ်ချမ်းသာမယ်အောင်မြင်ရမယ်တိုးတက်ရမယ်ယေရှုကဂတိဘယ်နေရာမှမပေးဘူးဒါပေမဲ့ယေရှုခရစ်ပေးခဲ့တဲ့ຢာကမင်းတို့ငါအနောက်ကိုလိုက်ရင်ညှင်းဆဲခြင်းခံရမယ်အဲ့ဒါယေရှုရဲ့ဂတိတော်မင်းတို့ကိုငါမြေကွေးတော်တဲ့မင်းတို့ငါဆေလွတ်မယ်ပြီးရင်လောကကမင်းတို့ကိုညှင်းဆဲလိမ့်မယ်
အဲ့ဒါယေရှုခရစ်တော်ရဲ့စေလွှတ်ခြင်းဘယ်အထဲထဲမှာယေရှုကမင်းငါးနာကိုလိုက်ရင်အိုးမင်းကျမ်းပါပြီချမ်းသာပြီမင်းအောင်မြင်ပြီမင်းပျော်ပြီမှားတယ်ခင်ဗျညီကောင်မောင်မတော်ကျွန်တော်တို့မြန်မာနိုင်ငံမှာဒီအဲ့ဒီ prosperity preaching ဆိုတာအမတန်ခက်စားတဲ့အချိန်ညီကောင်မောင်မတို့အဲ့လိုမျိုးတရားဟောတွေကိုနားမထောင်ပါနဲ့လို့ကျွန်တော်အပြက်ပြောချင်တယ်တကယ်သင်ရဲ့အသက်တော်ပြုပြင်မဲ့နှုတ်ကပတ်တော်မဟုတ်ဘူးအဲ့ဒီအရာကသင်ကို misleading မမှန်တဲ့နေရာကိုခေါ်သွားမှာတနေ့ကျရင်ဘာကြောင့်လဲဆိုတော့သင်တနေ့ကျရင်ဧကအမှန်သင်လူစစ်မှန်နေဆိုရင်သင်ဧကအမှန်သင်ဝမ်းနေခြင်းတော့သင်ကြုံရလိမ့်မယ်ဧကအမှန်မောက်ချသင်တနေ့ကျရင်မကြမ်းမာခြင်းသင်ကြုံရမှာပဲသင်ဖျားနာခြင်းသင်ကြုံရမှာပဲသင်ဆုံးရှုံးခြင်းသင်ကြုံရမှာပဲဒါပေမဲ့အဲ့ဒီအရာသင်ကြုံလာတဲ့အခါမှာအိုးကျမ်းမာမချမ်းသာမယ်နဲ့သင်အဲ့ဒီသဘောတဘာဝနဲ့သင်ဆက်သွားကြည့်တနေ့သင်ဆုံးရှုံးတဲ့အခါမှာဖခင်ငါ့ကိုဘာကြောင့်ဆုံးရှုံးစေလဲဖခင်ကိုအပြစ်တင်ဖို့သင်ဖြစ်လာပြီအဲ့တော့ကျွန်တော်ကြီးကိုမမတို့အမတန်ကြောက်စရာကောင်းတယ်ခင်ဗျကျွန်တော်ပြောပြမယ်သင်ယေရှုခရစ်စီကိုသင်ရောက်လာတဲ့အခါမှာယေရှုခရစ်နောက်လိုက်ဖို့အတွက်သင်ဆုံးဖြတ်ချက်ချတဲ့အခါမှာသင်ရမယ့်အရာတစ်ခုပဲရှိတယ်သင်ယေရှုခရစ်ကိုသင်ရမယ်ဒါပဲဟာလေလုယာသင်ယေရှုစီကိုလာရင်သင်ရမယ့်အရာကယေရှုပဲဟာလေလုယာကောင်းကြီးမဟုတ်ဘူးကျမ်းမာခြင်းမဟုတ်ဘူးကြောကြားခြင်းမဟုတ်ဘူးအဲ့ဒီအရာတွေကဖခင်ကသင်ကိုကောင်းကြီးပေးခြင်းနဲ့ဆိုရင်အနောက်ကလိုက်လာမယ့်ဟာတွေအဲ့ဒါသူ့ရဲ့အလိုတော်သင်ဖခင်အလိုတော်အယံဆောင်တိုင်းလဲသင်ဖခင်ကသင်ကိုကောင်းကြီးပေးပြီးမှသင်ကြီးပွားသွားမယ်လည်းမဟုတ်ဘူးအဲ့ဒါဘာကြောင့်လဲဆိုတော့ဖခင်ရတိုင်းသာကျွန်တော်တို့ကျမ်းမာမယ်ဆိုရင်တော့ကောင်းရောဟေ့ဘာလို့လဲဆိုတော့ဒီ the first century believers အဲ့ဒီတမန်တော်ခေတ်ကာလကယုံကြည်သူတွေအကုန်လုံးဘယ်လောက်ထိညင်ပန်းနှိမ့်ဆက်ခြင်းခံခဲ့ရလဲယေရှုအတွက်နဲ့သူ့ရဲ့သရင်ကောင်းအတွက်သူတို့အသက်အကုန်စတေးခဲ့ရတယ်သူတို့အသေးစိုးနဲ့သူတို့တေးခဲ့ရတယ်အကုန်လုံးပေါလုအသေးစိုးနဲ့တေးခဲ့ရတယ်ပီတာအသေးစိုးနဲ့တေးခဲ့ရတယ်ပေတရုအသေးစိုးနဲ့တေးခဲ့ရတယ်အကုန်လုံးကအသေးစိုးနဲ့ကြီးပဲတေးခဲ့ရတယ်အဲ့ဒါယေရှုခရစ်နောက်လိုက်12ပါယေရှုခရစ်နောက်လိုက်12ပါအပြင်ယေရှုခရစ်နောက်လိုက်ခဲ့တဲ့ဘယ်လိုပြောမလို့ခရစ်ယာန်ဖြစ်သွားတဲ့အဖွဲ့တွေအကုန်လုံး Roman Empire ကညှဉ်းပန်းနှိပ်စက်ခဲ့တဲ့သူတို့ကိုတရိษံအစာကျွေးခံခဲ့ရတယ်သူတို့နေပူကျဲတဲ့မှာသူတို့နေပူကျဲတဲ့နေပူလှမ်းခံခဲ့ရတယ်သူတို့ပြီးရင်ဘာတော့အတရေတွေနဲ့အုပ်ပြီးတော့မှနေချောက်လှမ်းခဲ့ရတယ်လှမ်းခြင်းခံခဲ့ရတယ်အဲ့လောက်ထိသူတို့အသက်ပေးပြီးတော့မှယေရှုအတွက်သူတို့အသေးခံခဲ့ရတယ်ညီကိုမောင်တို့မတို့သင်ယေရှုကိုသင်ရပြီဆိုရင်သင်ရသွားတဲ့ဟာကယေရှုပဲကောင်းကြီးမဟုတ်ဘူးအဲ့ဒီကောင်းကြီးကဖခင်ကပေးခြင်းနဲ့ဆိုရင်ပေးသွားမှာပဲသူ့ရဲ့အလိုတော်ပဲအဲ့ဒါသူကမပေးဘူးသင်ကို lesson ပေးခြင်းသေးတယ်ဆိုရင်သူ lesson ပေးသွားမှာပဲအဲ့တော့ကြောင့်မို့ကြီးကိုမမတို့အင်မတန်ကြောက်စရာကောင်းတယ်အခုကျွန်တော်တို့မြန်မာနိုင်ငံကနာမည်ကြီးဆရာတွေတော်တော်များများဘယ်သူတွေလဲဆိုတာသိပြီးသားဖြစ်မှာပါယေရှုကိုယင်ကျမ်းမာမယ်ချမ်းသာမယ်ကြွယ်ဝရမယ်အောင်မြင်ရမယ်ညီကောင်မောင်မတို့မဟုတ်ဘူးခင်ဗျမဟုတ်ဘူးခင်ဗျအဲ့ဒီတွင်တင်ခြင်းကဘယ်ကိုကျွန်တော်တို့ကိုခေါ်ဆောင်သွားလဲဆိုတော့စိတ်ဓာတ်ကပိုက်ဆံနှစ်ယောက်သွားတယ်
စိတ်တက်ကအောင်မြင်ခြင်းနဲ့စိတ်ဖြစ်သွားတယ်ဖျားလွတ်သွားတယ်ဖျားရဲ့လက်တော်ကိုရှာတော်သူတွေဖြစ်သွားတယ်ဖျားမျက်နှာကိုရှာတော်သူတွေမဟုတ်ဘဲနဲ့ဖျားရဲ့လက်တော်ကိုရှာတော်သူတွေဖြစ်သွားတယ်ဆိုတော့အင်မတန်ကြောက်စရာကောင်းတယ်ညီကောင်မတို့အဲ့တော့ကြောင့်မို့ယေရှုခရစ်နောက်လိုက်ကကျမ်းမာမယ်ချမ်းသာမယ်အဲ့ဒီဘဝမျိုးမဟုတ်ဘဲနဲ့ဘလို့ဘဝမျိုးလဲအဲ့ဒီဘလို့ဘဝမျိုးလဲဆိုရအောင်တော့ကျွန်တော်တို့မကြည့်ခင်ယေရှုခရစ်နောက်လိုက်ဘဝက do what I want to do ငါလှုပ်ချင်ရလှုပ်မယ်ဆိုတဲ့ဘဝမျိုးလည်းမဟုတ်ဘူးခင်ဗျသင်လှုပ်ချင်တိုင်းသင်လှုပ်လို့မရဘူးခင်ဗျမနေ့ညလည်းကျွန်တော်အများကြီးပြောပြီးသွားပြီသင်ယေရှုခရစ်နောက်ကိုလိုက်တော့မယ်ဆိုရင်သင်ဆုံးဖြတ်ချက်ချပြီးဆိုရင်သင်လှုပ်ချင်ရလှုပ်ဖို့သင်ကြံစည်လို့မရတော့ငါရဲ့သခင်ငါ့ကိုဘာလှုပ်ခိုင်းမလဲဆိုတဲ့အတွေးခေါ်သင်ရှိဖို့ရရင်ကြည့်ပြီကျွန်တော်မနေ့ညပြောပွားရေးဒီနေ့ညလည်းကျွန်တော်ထပ်ပြောခြင်းတယ်ယေရှုခရစ်နောက်ကိုသင်လိုက်တော့မယ်ဆိုရင်ညီကောင်မတို့သင်ကိုယ်တိုင်သင်ရဲ့ဥစ္စာပစ္စည်းအကုန်လုံးသင်ရဲ့ယောက်ျားမိန်းမကလေး income သင်ရဲ့ကားငွေအိမ်အကုန်လုံးကိုယေရှုပိုင်သွားပြီသင်ဟာတခုမှမရှိတော့အဲ့ဒါကြောင့်မို့ယေရှုနောက်ကိုသင်လိုက်တော့မယ်ဆိုရင် Lord what do you want me to do ကိုရောတာဘာလုပ်ရမလဲအဲ့ဒီအသက်တာ hallelujah ဆိုတော့it is not necessarily a life of wealth health or prosperity or popularity it is not a life of what I want to do Christian ယေရှုခရစ်နောက်လိုက်ကအမတန်ခဲရင်နဲ့ဘာကြောင့်လဲအိုးစီးပွားရေးချမ်းသာမယ်ချမ်းသာမယ်အောင်မြင်ရမယ်အိုးကြီးပွားမယ်ဆိုတဲ့ဘဝမျိုးမဟုတ်ဘူးငါဘာလုပ်ချင်လဲဆိုတဲ့ဘဝမျိုးလည်းမဟုတ်ဘူးဘလို့ဘဝမျိုးလဲ it is a life of self denial ကိုဟာနဲ့ကိုညှင်းပေရတဲ့လမ်းကြီးစဉ်ပဲအဲ့ဒီဘဝပဲ so next ယေရှုခရစ်နောက်လိုက်ကဘာကြောင့်မို့အလောက်ထိခက်ခဲတာတော့ဘာဘလို့လဲဆိုတော့ it is not about what I want to do anymore ယေရှုခရစ်နောက်လိုက်ဆိုတာငါဘာလို့ချင်လဲဆိုတော့ရမဟုတ်တော့ဘူး it is about Lord what do you want me to do ကိုရောတောက်ဘာလို့စေခြင်းလဲကိုရောတောက်ဘယ်နေရာမှာနေစေခြင်းလဲကိုရောတောက်ဘလို့စီးပွားရေးမျိုးလုပ်စေခြင်းလဲကိုရောတောက်ဘယ်နေရာမှာထားခြင်းလဲတာဘယ်နေရာသွားရမလဲဘယ်အရာကိုတာဆွန့်ပြရမလဲဘယ်နေရာမှာတာနေရမလဲအဲ့ဒီဘဝရောက်သွားပြီအဲ့ဒါယေရှုခရစ်နောက်လိုက်ဘဝပဲအဲ့တော့ကြောင့်မခဲရင်တာလူတွေအတွက်အခက်ခဲဆုံးသောအရာကမင်းငါ့ကိုပြောငါဘာလုပ်ရမလဲအဲ့ဒီအရာကအင်မတန်ခက်ခဲတယ်မင်းကြိုက်တယ်လို့မင်းငါ့ကိုပြောကွာမင်းငါ့ကိုကြိုက်တယ်လို့လုပ်မင်းပြောရမင်းစိတ်ခိုင်းရငါအကုန်လုပ်မယ်အဲ့ဒါခက်ခဲဆုံးပဲလူသားတွေအတွက်အလွယ်ဆုံးသောအရာကမင်းငါ့ကိုဘာမှမပြောနဲ့မင်းငါ့ကိုဆရာမလုပ်နဲ့ငါလုပ်ချင်ငါလုပ်မယ်အဲ့ဒါအလွယ်ဆုံးပဲလူတွေအတွက်ကဟုတ်တယ်မလားကိုလှုပ်ချင်ရလှုပ်ကိုကောင်းမယ်ထင်တဲ့နေရာမှာနေကိုကောင်းမယ်ထင်တဲ့ຢာကိုလှုပ်ကိုကောင်းမယ်လို့ပြောချင်တဲ့ຢာကိုပြောအဲ့ဒါအလွယ်ဆုံးပဲအဲ့ဒါကိုကျွန်တော်တို့ကြိုက်နှစ်သက်တယ်အဲ့နဲ့ကျွန်တော်တို့လှုပ်လိုက်ရတဲ့ခါမှာလည်းပဲကျွန်တော်တို့ကြည်နူးတယ်ဒါပေမဲ့လူတစ်ယောက်ကမင်းလို့မလုံးနဲ့မင်းတလို့ပို့လို့တဲ့နဲ့မင်းအလို့မပြောနဲ့မင်းတလို့ပို့ပြောတဲ့နဲ့မင်းအမအခြေမချနဲ့မင်းတနေရမင်းပြောင်းအဲ့ဒီရောက်ကျွန်တော်တို့ကခက်ခဲတယ်အဲ့ဒီအရာကိုကျွန်တော်တို့အာမင်လုပ်ဖို့အင်မတန်ခက်ခဲတယ်ဆိုငီကိုမောင်မတို့ယေရှုနောက်လိုက်ကအင်မတန်ခက်ခဲတယ်နော်အင်မတန်ခက်ခဲတယ်နော်ဘာကြောင့်လဲအဲ့ဒီတင်သခင်လို့တင်ယူလိုက်တဲ့ယူတင်ဝတ်ဆောင်လိုက်တဲ့အဲ့ဒီသခင်ကတင်ရဲ့သခင်ကတင်လှုပ်ချင်တဲ့အတိုင်းတင်ကိုလှုပ်ပေးမဲ့သခင်တင်လှုပ်ချင်တဲ့အရာကိုလှုပ်ခိုင်းမဲ့သခင်မျိုးမဟုတ်တော့ဘူးအဲ့ဒီသခင်က
မင်းငါလှုပ်ခိုင်းတာမင်းလှုပ်ငါထားတဲ့နေရာမှာမင်းနေငါပြောသလိုမင်းလိုက်နာအဲ့လိုမျိုးသခင်ဆိုငီကိုမမတို့ကျွန်တော်မေးချင်တယ်အဲ့ဒီသခင်ရဲ့နောက်ကိုတင်တကယ်လိုက်မှာလားတင်လိုက်ဖို့တင်ဆုံးဖြတ်ချက်ချမှာလားခက်တော့ခဲရင်နော်ဘာကြောင့်လဲဆိုတော့တင်းရဲ့အလိုကိုတင်ငင်းပေးရပြီခက်ခဲတယ်တင်ပေးဆက်ရပြီဖယားကမင်းဒီစီးတို့မင်းထားသွားဆိုရင်တင်ထားတော့ရပြီဥပမာအာဗြဟံရဲ့အသက်တာအာဗြဟံရဲ့အသက်တာကသူ့ရဲ့အဖေနဲ့သူ့ရဲ့မိသားစုထဲမှာသူပျော်ရွှင်ရွှင်သူနေထိုင်တယ်သူ့ရဲ့အဖေကလူချမ်းသာအာဗြဟံကလည်းပဲသူကိုယ်တိုင်ကလူချမ်းသာကျွန်အများကြီးရှိတယ်သူ့ရဲ့ကျွန်တွေထဲမှာတော့မှဟိုစစ်သွားတိုက်နိုင်တယ်စဒုံနဲ့ဂမောရာရှာကျွန်တော်ချင်းစကားထွက်ခါနေလေဘယင်စင်ပရံပါဆိုပြီးချင်းစကားထွက်ခါနေလေအဲ့ဘယင်ကိုသူ့ရဲ့ကျွန်တွေသွားတိုက်တယ်ဟုတ်တယ်မလားအဲ့လောက်ထိကျွန်များတယ်လူချမ်းသာအဲ့ဒီအာဗြဟံလူချမ်းသာကဖယားကသူ့ကိုသူ့ရဲ့အဖေအိမ်မှာမနေခိုင်းဘူးအာဗြဟံမင်းငါဒီနေရာမှာမနေစေချင်ဘူးမင်းထွက်ဖယားလည်းထွက်ခိုင်းတယ်ဟိုနေရာသွားဖယားမပြောပြဘူးထွက်ပဲထွက်ခိုင်းတာစဉ်းစားကြည့်အာဗြဟံမင်းထွက်တယ်ကောင်းရောကျွန်တော်တို့ဆိုတော့ကိုတော့ဘယ်သွားမလို့ပြီးတော့အာဗြဟံလည်းထွက်ဆိုတော့သူလည်းပဲထွက်ပလိုက်တယ်ဘယ်သွားလဲတော့ကျွန်တော်လည်းမသိဘူးပြီးတော့နောက်မှဖယားကမင်းကိုငါခါနန်ပြည်ကိုပို့မယ်အဲ့ခါနန်ပြည်ကိုသွားနောက်ကြတော့မှဖယားခါနန်ပြည်ကိုပြောပြတယ်ပြီးတော့သူတို့ခေတ်ခါမှာကားလည်းမရှိလေရင်လည်းမရှိလဲရှိမလားတော့မသိဘူးလဲတော့ရှိမယ်ထင်ပါတယ်သူတို့ခေတ်ခါမှာသူတို့ဟိုမြင်းတွေလည်းစီးကြမှာကလုတ်တွေစီးကြမှာပေါ့ဆိုတော့ဒါပေမဲ့သူထွက်သွားတာပဲဖယားကထွက်ဆိုထွက်တာပဲအဲ့ဒီအသက်တာကြီးကိုမတို့ယေရှုနောက်လိုက်ဆိုတဲ့အဲ့ဒီတပုံပဲအာဗြဟံကဲ့သို့မင်းဒီမှာမနေနဲ့တော့မင်းထွက်ဆိုရင်တော့ကိုတော်ကိုရဲ့လူတော်တိုင်းပါပဲဒါထွက်ဖို့စင်တယ်မယ်ငါသားမင်းဒီအလုံးမလုံးနဲ့တော့ကိုတော်ဒါမလုပ်တော့ဘူးဒါဘာလုပ်အောင်လဲ next ငါသားမင်းဒါမျိုးမဆက်မသွားနဲ့တော့ကိုတော်ဒါဘာဆက်လုပ်ရမှာလဲအဲ့ဒီအသက်တာကြီးကိုမတို့ဆိုတော့အဲ့လိုမျိုးအသက်တာကအင်မတန်ခဲရင်နဲ့တပတ်တစ်ခေါက်လောက်ကျန်းစာဖတ်ရုံနဲ့မရဘူးအဲ့ဒီသက်တာကတပတ်တစ်ခေါက်ဆူတောင်းရုံနဲ့မရဘူးဆိုတော့ဒီကောင်မတို့ဒီယေရှုနောက်ကိုတင်တကယ်လိုက်မှာလားလိုက်တော့တင်ပေးဆက်ရမှာပဲမပေးဆက်လို့မရဘူးခင်ဗျာ so next ယေရှုခရစ်နောက်လိုက်ကအင်မတန်ခက်ခဲတယ်ဘာကြောင့်ခက်ခဲလဲ number 1 you may have to give up your parents or family အခြေအနေပေါ်မှာမူတည်ပြီးတော့မှတင်ယေရှုခရစ်နောက်ကိုတင်လိုက်မယ်ဆိုရင်အခြေအနေပေါ်ကိုမူတည်ပြီးတော့မှတင်ရဲ့မိဘတွေကိုလည်းတင်ဆွံ့ရမယ်ဆိုရင်တင်ဆွံ့ရမှာပဲအခြေအနေပေါ်မူတည်ပြီးတော့မှတင်ရဲ့ family ကိုထားသွားမယ်ဆိုရင်တင်ထားသွားမှာပဲပင်ယေရှုခရစ်နောက်ကိုလိုက်မယ်လို့တင်ဆုံးဖြတ်ချက်ချရင်အခြေအနေပေါ်မှာမူတည်ပြီးတော့မှတင်ရဲ့တငယ်ချင်းတွေကိုလည်းပဲတင်ထားသွားမှာပဲညီကောင်မတို့ဒီတငယ်ချင်းလို့ပြောလာတဲ့ခါမှာလေကျွန်တော်တို့တငယ်ချင်းကြောင့်ပြောရင် friendship ကြောင့်ပြောရင်လူငယ်တွေကလေးတွေကိုကျွန်တော်တို့မြင်ရောက်တယ်တငယ်ချင်းလို့ပြောလိုက်ရင်သူတို့အတွက်လို့ကျွန်တော်တို့ထင်တယ်ဒါပေမဲ့လူတွေအကုန်လုံးဘယ်သူမှတငယ်ချင်းနဲ့မကင်းတဲ့သူတွေဟုတ်တယ်မလားတင်းရဲ့အိမ်နီနာရကဟိုဘယ်လိုပြောမလဲဟိုတငယ်ချင်းမရှိရင်တောင်မှတင်ဖုန်းထဲအဖြစ်တင်တငယ်ချင်းရှိတယ်တင်ဘယ်လိုမျိုးတငယ်ချင်းတွေနဲ့တင်ဖုန်းပြောများလဲလောကအကြောင်းကိုပြောများတဲ့တငယ်ချင်းတွေနဲ့တင်ဖုန်းပြောများရင်
အဲ့ဒီတငယ်ချင်းတွေကိုတင်ထားခဲ့ရလိမ့်မယ်ပြီးတော့ဒီအခြေအနေပေါ်မှာမူတည်ပြီးတော့မှလိုအပ်တယ်လို့မိဘနဲ့ family ကိုစွန့်ပစ်ခဲ့ရင်လည်းစွန့်ပစ်ရမှာပဲဆိုတော့ဒီအရာလေးကိုကျွန်တော်တို့ Christian တော်တော်များများတော့ကျွန်တော်တို့ဒီအဲ့ဒီအသက်တာကိုကျွန်တော်တို့ဘယ်သူမှလက်တွေ့မခံစားအောင်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကမွေးကလေးကဒီ Christian family ထဲမှာမွေးတဲ့ခါကျတော့ free of a Christian အဖေမေလောက်အောင်မှာကြီးပြင်းတဲ့သူဆိုတော့ကျွန်တော်တို့ဒီပြဿနာကျွန်တော်တို့မကြုံအောင်။ဒါပေမဲ့မွတ်စလင်တယောက်အနေနဲ့ယေရှုကိုရသွားရင်သူ့အတွက်ကတော့သူ့ရဲ့ community တစ်ခုလုံးသူထားသွားတာသူ့ရဲ့မိဘသူထားသွားတာသူ့ရဲ့ family သူထားသွားတာကျွန်တော်အင်မတန်နှစ်သက်တဲ့မွတ်စလင် scholar တယောက်ရှိတယ်အဲ့ဒီသူကသေသွားပြီသူကသူ့ရဲ့အဖေမေတွေကသူ့ကိုတနေ့ကြရင်မွတ်စလင်ဆရာကြီးဖြစ်စေချင်တာ PhD ဆရာကြီးဖြစ်စေချင်တော့သူ့ကိုငယ်လေးကလေးကကြောင်းကောင်းကောင်းထားတယ် train လုပ်တယ်အဲ့ဒါနဲ့တနေ့ကြတော့သူကသူတို့မွတ်စလင်ကျောင်းကိုတက်ရင်းနဲ့သူတို့ရဲ့မွတ်စလင်ခရမ်းကိုသူ study ရင်းနဲ့တစ်ဆက်တည်းမှာသူကျမ်းစာကိုပါသူတစ်ဆက်တည်း study လုပ်တယ်ဘာကြောင့်လဲဆိုတော့ကျမ်းစာဘလို့မှားလဲဆိုတဲ့အရာသူထောက်ပြဖို့အတွက်ကျမ်းစာနဲ့ခရမ်းနဲ့ကိုသူအဲ့လိုမျိုး study အမြဲတမ်းလုပ်တယ်သူ study လုပ်ရင်းနဲ့ယေရှုရသွားတယ်သူဖျားကျေးဇူးတော်အဲ့ဒီခရမ်းနဲ့ကျမ်းစာကိုလေဖတ်ရင်နဲ့ယေရှုရသွားတယ်သူဟာကျမ်းစာအုပ်ကဒီလိုမျိုးလားယုံကြည်စရာဘလောက်ကောင်းတယ်လဲဆိုရရတယ်သူအကုန်ပေါက်သွားတာအဲ့နဲ့ तू ဘယ်လိုမှအဲ့ဒီကျမ်းစာ तू ညင်းလို့မရတော့အဲ့နဲ့ तू လုံးဝကဲတင်ချင်းရသွားတာကဲတင်ချင်းရသွားတော့ तू ကယေရှုနောက်လိုက်ချင်ပြီဆိုတော့ तू အဖေမေတွေကို तू ထားခဲ့ရတော့မယ် तू ရဲ့ဖေမေတွေကနောက်ကျတော့ तू ကိုပေါက်သွားအောင်တိသွားအောင်တိသွားတော့ तू ရဲ့အဖေမေတွေက तू ကိုအမွေစားအမွေခံသားအဖြစ်ဆွတ်နှုတ်လိုက်တယ် तूပြီးကြတော့ तू ရဲ့ community မှာအလုပ်ကောင်းပတ်စံကောင်းရတဲ့ तू ရဲ့ community က तू ကို disown စွန့်ပစ်လိုက်တယ် तू community မှာနေရာမပေးတော့သူ့ရဲ့ညီကိုမောင်နှမအယောက်ချင်းစီတိုင်းလည်းပဲသူ့ကိုအကုန်လုံးဆွန့်ပစ်ပလိုက်တယ်သူတယောက်တည်းကိုအင်ဂျီတစ်ထည်လေးနဲ့အိမ်ပေါ်ဆင်းလာတယ်ယေရှုတော်သူဘယ်သွားလို့သွားမှမသိဘူးအိမ်ပေါ်ကအင်ဂျီတစ်ထည်နဲ့သူဆင်းလာပြီးတော့မှအဲ့လိုနဲ့သူ့ရဲ့ဘဝအဲ့နေပြီးဆက်ပြီးတော့သူဘလို့နေသွားလဲတော့ကျွန်တော်အတီလင်းတော့ကျွန်တော်မသိဘူးအဲ့လိုနဲ့တနေ့ကျသူ scholar ဖြစ်သွားတယ်မွတ်စလင်ရဲ့ကုရ်အာန်မှားတဲ့အရာလေးတွေသူတို့ရဲ့သင်သွင်းချက်လေးတွေကျမ်းစာနဲ့နှိုင်းရှင်လိုက်ရင်ကျမ်းစာကပို့ပြီးတော့မှယုံကြည်စရာကောင်းတဲ့အရာလေးတွေပေါ့နော်အဲ့လိုမျိုးပိုင်းဆိုင်ရာမှာတကယ်နာမည်ကြီးတယောက်ဖြစ်သွားတယ်ဒါပေမဲ့လွန်ခဲ့တဲ့9နှစ်လောက်ကထင်တယ်သူဆုံးသွားတယ်ဆိုတော့မွတ်စလင်တယောက်အနေနဲ့ယေရှုကိုရသွားရင်ယေရှုနောက်လိုက်ဖို့အတွက်သူဆုံးဖြတ်ချက်ချပြီးဆိုတာနဲ့သူ့အတွက်ကတော့ပေးဆက်ရခြင်းကအင်မတန်ကြီးမြတ်တယ်မိသားစုတွေဆုံးဖြတ်ရတယ်သူ့ရဲ့မွတ်စလင် community တစ်ခုလုံးသူဆုံးဖြတ်ရတယ်ကျွန်တော်တို့ချင်းဒီခရစ်ယာန်တွေကအဲ့လိုမျိုးအခက်ခဲပြဿနာမကြုံအောင်ကျွန်တော်တို့ကကျမ်းစာအုပ်လေးတောင်မှမပါဘူးကွယ်ဖះเจ้าလေးလာလိုက်ဟိုရရောင်လေးလှုပ်လိုက်ပြန်သွားလိုက်ကျွန်တော်တို့ခရစ်ယာန်အသက်တာကလွယ်လိုက်တာဒါပေမဲ့တခြားသောဘာသာကပြောင်းလာတဲ့အဖွဲ့တွေကကြတော့ပေးဆက်ရတယ်အကြီးကျယ်ဥမာတရားအတော်စံမိုးဆိုရင်သူရဲ့မိသားစုတခြားတစုလုံးကဗုဒ္ဓဘာသာသူကအခုဖះရသွားတယ်သူရဲ့မိသားစုတစုလုံးကသူ့ကိုအယူကြီးပေါ့တနည်းအားဖြင့်ပြောရမှာဆိုရင်တော့သွားပြီပေါ့စိတ်မမှန်တော့ဘူးပေါ့အဲ့လိုမျိုးသူ့ထင်ကြမှာဟုတ်တယ်မလားတော့ငရဲသွားမှာ
ဟိုဗမာလို့ဆိုရင်တော့ပိတ်တာဖြစ်မယ်ပေါ့ပိတ်တာဖြစ်မယ်နောင်ဘွားချင်ခွဲဖြစ်မယ်နွားဖြစ်မယ်ပေါ့ဆိုတော့ဗုဒ္ဓဘာသာလိုမျိုးတန်တရားသူတို့ယုံတဲ့လူတွေဆိုဒီဟာအတော်ဆံမိုးအတွက်ကြတော့ပေးဆက်ပလိုက်ရတယ်သူခင်ဗျာကျွန်တော်တို့ခရစ်ယာန်တွေကြတော့ပေးဆက်ရတဲ့အရာဘာမှမရှိဘူးပေးဆက်ရတဲ့အရာဘာမှမရှိဘူးကွယ်စဉ်းစားကြည့်သင်ဘာပေးဆက်လဲသင်ရဲ့ခရစ်ယာန်ဖြစ်ခြင်းအတွက်အဲ့ဒီခရစ်ယာန်ကသင်ရဲ့အသက်တာကိုဘယ်လောက်ထိနေနာစေလဲကွယ်သင်အတွက်ဆိုးကျိုးဘာတွေပေါ်လာစေလဲကွယ်သင်ကိုထိခိုက်တာဘာမှမရှိဘူးပင်သင်ကဟုတ်တဲ့ရအောင်လေးတော့ထားလေးတော့ထပ်ဖန်သေးတယ်ပင်ဖျားတည်တယ်လို့အထားလေးထပ်ဖန်သေးတယ်ပင်တဲ့အစင်ပေါ်ရလာကြီးကြီးကျယ်ကျယ်စကားပြောတယ်ပင်အဲ့လိုမျိုးဒုက္ခပြဿနာတကယ်ကြုံရမယ်ဆိုရင်သင်မကြိုက်တော့ဘူးအဲ့လိုမျိုးသူတို့လိုမျိုး family ကိုထားသွားရမယ်အခြေအနေမျိုးသင်ရဲ့စိတ်ပွားရေးကိုထားသွားရမယ်အခြေအနေမျိုးသင်ရောက်လာရင်သင်ဇွေဇွာဖြစ်ပြီသင်ဖျားကိုဘာလို့တော့ကိုတော့သင်ပြောချင်လာပြီဆိုငီကိုမတို့ယေရှုခရစ်နောက်ကိုလိုက်မယ်ဆိုရင်အခြေအနေပေါ်မူတည်ပြီးတော့မှသင်ထားသွားမယ်ရာတွေအများကြီးပဲလိုအပ်ရင်လိုအပ်တယ်လို့သင်ရဲ့မိသားစုကိုသင်ထားသွားမယ်လိုအပ်ရင်လိုအပ်တယ်လို့သင်ရဲ့အဲ့ဒီတငယ်ချင်းအတင်းတောက်တဲ့တငယ်ချင်းလောကအကြောင်းပဲပြောနေတဲ့တငယ်ချင်းကိုသင်အဆက်အသွယ်ဖြတ်ပလိုက်ရမယ်လိုအပ်ရင်ပင်လိုအပ်ရင်လိုအပ်တယ်လို့သင်ရဲ့အလုပ် business သင်ထားသွားမှာပဲအဲ့ဒါယေရှုရဲ့ခေါ်ခြင်းပဲပေတရုနဲ့ John နဲ့ James ယေရှုကသူတို့ကိုခေါ်တဲ့အခါမှာသူတို့ business ပြုတ်သွားတယ်ဘာလို့လဲသူတို့ရဲ့ business ကဘာလဲတငါငါဖန်တဲ့ business ယေရှုကငါနောက်လိုက်လို့ပြောတဲ့အခါမှာပေတရုကသူ့ရဲ့လှေသူ့ရဲ့ပိုက်ကွန်သူ့ရဲ့ငါအကုန်လုံးထားပစ်ခဲ့တယ် business ပြုတ်သွားတယ်ညီကောင်မတို့ယေရှုနောက်ကိုတင်လိုက်မယ်ဆိုရင်အခြေအနေပေါ်မူတည်ပြီးတော့မှဖျားစကားလာရင်တင်ထားသွားရမယ်ဆိုတော့တင်ထားသွားမှာပဲဖျားဆက်လို့ဆိုရင်တော့တင်ဆက်လို့ပင်ယေရှုခရစ်နောက်ကိုလိုက်မယ်ဆိုရင်လိုအပ်ရင်လိုအပ်တယ်လို့တင်ရဲ့ social media Facebook လိုအပ်ရင်လိုအပ်တယ်လို့တင်ဖြတ်ချရမှာပဲတင်ပါကြီးများလဲ Facebook မှာတင်ပါနားထောင်များလဲကျွန်တော်တို့ချင်းအတွက်တွေဆိုရင်ပေါ့အတော်ဆမ်းမို့ကျွန်တော်တို့ချင်းအဖွဲ့ရလေအခုအရင် popular ဖြစ်တာကဘာလဲဆိုတော့ချင်းရိုးရဝတ်စုံရောင်းတဲ့အဖွဲ့တွေရမ်းများတယ် online မှာပြီးတော့တချို့အဲ့ဒီရောင်းတဲ့အဖွဲ့တွေကစကားအရင်ပြောတော်တယ်သူတို့ကဟိုတောင်ပြောမြောက်ပြောပေါက်ကရ40ရှောက်ပြောအဲ့တော့တချို့လူတွေကနားထောင်တဲ့လူတွေကဟိုအဝတ်စားကိုဟိုဝယ်ကျင်လို့လဲရေလို့လဲမဟုတ်ဘူးသူတို့ကအဲ့ဒီပေါက်ကရ40ပြောတဲ့ဟဲ့အရန်နားထောင်ခြင်းတဲ့ဖွဲ့တွေကရှိတယ်အဲ့ဒါကိုဖွင့်ထားပြီးတော့မှကြည်လည်းမကြည့်ဘူးသူတို့ပြောတဲ့စကားကိုနားထောင်ပြီးတော့မှလို့မျိုးလေညီကောင်မောင်မတို့တင်းရဲ့နှလုံးသားထဲကိုတင်ဝင်စေရမယ့်ရကဖျားစကားအဲ့လိုလူတွေစကားမဟုတ်ဘူးအဲ့တချမို့တင်လေအဲ့လိုမျိုးလူတွေနောက်လိုက်နေရင်တင်အဲ့လိုလူတွေကိုတင် unfollow တင်လို့ရမယ်တင်ရဲ့ဝိညာဉ်အတွက်မချမ်းသာစေတဲ့ဟာမျိုးဆိုရင်တင်အကုန်လုံးတင် social media လည်းတင်ဖြတ်တောင်းအောင်ပါပဲကျွန်တော်တို့လူငယ်တွေအတွက်ဆိုရင်ကျွန်တော်တို့က Facebook တခုတည်းမဟုတ်ကျွန်တော်တို့က Instagram လည်းရှိတယ်နောက်ထပ်ဒီ Gen Z တွေဆိုရင်တော့ TikTok Facebook Instagram TikTok ကျွန်တော်တို့ millennium အဖွဲ့တွေအတွက်ကြတော့ Facebook Instagram ပြီးကြတော့မှဒီအပေါ်ပိုင်းအသက်ကြီးပိုင်းဖွဲ့တွေကကြတော့ Facebook တခုတည်း
အဲ့ဒီတစ်ခုထဲတော့မှအလုတ်ရှုပ်နေလူတွေအများကြီးပဲဆိုတော့ညီကောင်မောင်မတို့လိုအပ်လို့တင်ဖြုတ်ချမှာဗျာဒါကျွန်တော်လည်းပဲကျွန်တော်ရဲ့ Instagram ကျွန်တော်ဖြုတ်ချပလိုက်တယ်ကျွန်တော် delete လုပ်တယ်3လလောက်ရှိသွားပြီထင်တယ်ဘာကြောင့်လဲဆိုတော့ကျွန်တော် Instagram မှာဘာညာလဲတိတ်ဟိုလောက်တာလည်းမရှိဘူးဖုန်းကလေတင်ဟို line လုံးဝတုံးတိပြတ်သွားရင်တော့မှလေတင်ရန်ဖုန်းကင်တဲ့လူဆိုရင်တော့ဖုန်းလိုက်မရှိတော့မှတင်ဒီလိုလေးလုံးလိုက်ဖွင့်လေးကြည့်လိုက်ပြန်ပိတ်လိုက်ပြန်ဖွင့်လိုက်အဲ့လိုမျိုးဆိုလိုအပ်တယ်လို့တင်ရဲ့ social media လည်းတင်ဖြုတ်ချမှာပဲပြင်လိုအပ်တယ်လို့ sports အားကစားလည်းတင်ဖြုတ်ချမှာပဲဒါပေမဲ့ဒီအားကစားကတော်တော်များများလူငယ်တွေအတွက်အရန်ကောင်းတယ်ဆိုတော့လူကြီးတွေကတော့တိတ်အားကစားမလို့အားကစားချိန်မရှိဘူးအားကစားချိန်မရှိတော့စီးချိုတွေတက်နော်ကျမကြီးတွေပြက်ဆိုတော့အားကစားကောင်းပါတယ်ကောင်းတယ်ဒါပေမဲ့အားကစားကကျွန်တော်တို့ယေရှုနဲ့ကျွန်တော်တို့ရဲ့ကြားထဲမှာဝင်လာပြီဆိုရင်တော့အချိန်အများကြီးပိုစားပြီဆိုရင်တော့အားကစားလည်းဖျက်ချမှာပဲကျွန်တော်တို့ယေရှုနဲ့ကျွန်တော်တို့ကိုဝေးစေတဲ့အရာမှန်သမျှဝိညာဉ်ရေးရမှာကျွန်တော်တို့ကိုတတ်နေတဲ့အရာမှန်သမျှကျွန်တော်တို့ဖျက်ချမှာပဲဆိုတော့ညီကောင်မောင်တို့တင်ဘာလို့မလဲယေရှုနောက်လိုက်ရင်တော့တင်အဲ့ဒီအရာတွေတင်ပေးဆက်ရမယ်ခက်ခဲတယ်နော်ဒါပေမဲ့ here is the promise ဂရီတော်ကဘာလဲဆိုတော့တင်သူ့ရဲ့စကားကိုတင်နားထောင်ရင်ဥပမာဖခင်ကမင်းဒီမှာမနေနဲ့တော့သားသမီးမင်းဒီမှာမနေနဲ့တော့မင်းဝိညာဉ်အတွက်မကောင်းတခြားနေရာပြလူအနေနဲ့ကကိုတော့အဆင်ပြေပါတယ်ဘာလို့ပြောင်းခိုင်းတော့မပြောင်းချင်မလားဒါပေမဲ့ဖခင်စကားကိုလေကောင်းတယ်ကွာပြောင်းမကွာအဲ့မဲ့ပြောင်းမဲ့နေရာမှာလည်းပဲလေဟိုအလုတ်အစင်မပြေပဲဖြစ်တယ်ပဲထောင်းဘာလုံးရမှန်းအောင်တင်မသိဘူးထောင်းဒါပေမဲ့တင်ဖျားစကားကိုတင်နားထောင်ကြည့်အာမင်လောက်တာတော့အင်မတန်ခတ်တယ်ဒါပေမဲ့တင်အာမင်တကယ်လုံးလိုက်ရင် next ဖျားတောင်းယူသွားတယ်တကယ်အဲ့ဒါဖျားအဲ့ဒါတက်တေလုံးဝထူသွားတာဆိုတော့ဒီအရာတွေကကျွန်တော်တို့ထားသွားရမယ့်အရာတွေကလေကျွန်တော်တို့ထားသွားဖို့တော့ခက်ခဲတယ်ဒါပေမဲ့တကယ်ကျွန်တော်တို့ငါဖျားစကားလုံးဝနားထောင်မယ်ငါထားသွားမယ်သင်ဆုံးဖြတ်ချက်ချတာနဲ့ဝမ်းမြောက်ခြင်းလာပြီအဲ့ဒါဝမ်းမြောက်ခြင်းပဲဒါပေမဲ့ဒီအရာတွေကိုသင်ဖြတ်မချခြင်းရင်ဒီအရာတွေကသင်ကို entertain လုပ်တယ်သင်ကိုပျော်စေတယ်ဒါပေမဲ့မကြောက်ဘူးကိုမောင်မတို့သင်ယိုယွန်းပျက်စီးလာမယ်ဝိညာဉ်ရေးရမှာဆက်ပြီးမကြည့်ကြအောင်ဆိုတော့ following Christ is costly ယေရှုခရစ်နောက်လိုက်ကအင်မတန်ဈေးကြီးတယ်အရင်ဈေးကြီးတယ်ဒါပေမဲ့ယေရှုခရစ်နောက်မလိုက်ခြင်းကပိုပြီးဈေးကြီးတယ်အဲ့ဒါကိုဒီနေ့ကကျွန်တော်အဓိကထားပြီးမှဟောချင်တာဖြစ်တယ်ယေရှုခရစ်နောက်လိုက်ဈေးကြီးတယ်ဒါပေမဲ့သူ့ရဲ့နောက်မလိုက်ခြင်းကပိုပြီးဈေးကြီးတယ်ခင်ဗျဆိုကျွန်တော်တို့မှာ next ကျွန်တော်တို့မှာtwo choices ကျွန်တော်တို့မှာရွေးချယ်စရာနှစ်ခုပဲရှိတယ်အဲ့ဒီနှစ်ခုကဘာလဲဆိုတော့ run to Christ and be saved ယေရှုခရစ်စီကိုသင်ပြေးပြီးတော့မှသင်လုံးကျုံစွာသင်နေမလားဒါမှမဟုတ် run from Christ ယေရှုစီကနေပြီးတော့မှသင်ထွက်ပြေးမလား and be perished သင်ပျက်စီးမလားဆိုတော့သင်မှာ choice နှစ်ခုရှိတယ်ကျွန်တော်တို့မှာ choice နှစ်ခုရှိတယ်ယေရှုစီကိုကျွန်တော်တို့ပြေးပြီးတော့မှကျွန်တော်တို့ငြိမ်ဝတ်စွာကျွန်တော်တို့နေမလားဒါမှမဟုတ်ယေရှုစီကနေပြီးမှကျွန်တော်တို့ပြေးပြီးတော့မှလှုပ်ချင်လှုပ်ပြီးတော့မှကျွန်တော်တို့ပျက်စီးမလားကျွန်တော်တို့မှာရွေးချယ်စရာနှစ်ခုပဲရှိတယ်ခင်ဗျသင်ပါရွေးမလဲ run to Christ and be saved or run from Christ and be perished သင်ပါရွေးမလဲဆက်ကြည့်ကြရအောင်
လူကာခန်းကြီး16အငယ်19နဲ့31ကြားထဲမှာကျွန်တော်တို့လူချမ်းသာနဲ့လူစင်းရဲနှစ်ယောက်အကြောင်းကျွန်တော်တို့တွေ့ရတယ်လူချမ်းသာရဲ့နာမည်ကိုတော့ဖော်ပြမထားဘူးဒါပေမဲ့လူစင်းရဲနာမည်ကိုတော့ဖော်ပြထားတယ်လာဇရုပေါ့ပမာလို့ဆိုရင်လာဇရုဆိုတော့ဒီလူချမ်းသာနဲ့လူမွဲလူစင်းရဲအကြောင်းကျွန်တော်တို့ကြည့်ကြရအောင်သူတို့ရဲ့ story အဖြစ်ယေရှုခရစ်နောက်လိုက်ခြင်းမလိုက်ခြင်းယေရှုခရစ်နောက်လိုက်ခြင်းရဲ့ဘယ်လိုပြောမလဲthe cost တန်ဖိုးယေရှုခရစ်နောက်မလိုက်ခြင်းရဲ့တန်ဖိုးဘယ်လောက်ကြီးလဲဆိုတော့ကျွန်တော်တို့ဒီ story အဖြစ်ကြည့်သွားကြရအောင် There was a rich man who would dress in purple and fine linen feasting lavishly every day But a poor man named Lazarus, covered with sores, was laying at his gate. Dinyama lu chanda ga chanda de lua. Tua kayaya awasago sem biroma. Gribare sem biroma. Pyo shin swin. Tu ya atatau tu. Ne thai ne. Tu ma lo ade ya ba ma mashu. Tu ရွှေလိုချင်လားရွှေ tu ထမင်းစားလားထမင်း tu ဘာလိုချင်လဲ tu လက်ညှိုးထိုးရလုံးဝရွှေဖြစ်တယ်ရေဖြစ်တယ်တကယ်လူချမ်းသာနောက်ထပ်တစ်ယောက်ကြတော့လူမွဲလူစင်းရဲ့လာဇရုကြတော့ तू ကစင်းရဲ့လွန်တဲ့တွာ तू မှာအိမ်နေစရာတော့မရှိဘူး तू မှာစားစရာလည်းမရှိဘူးသူမှာဘာမှမရှိတဲ့အပြင်သူကအနာတွေနဲ့ပြည့်နေတဲ့သူတယောက်ဆိုတော့ဒီလူကအဲ့ဒီလူချမ်းသာရဲ့တကားဝမှာထိုင်ပြီးတော့မှလူချမ်းသာရဲ့ဇပွဲခုံအောက်ကနေပြီးတော့မှကြလာတဲ့အစာတွေကိုမျောပြီးတော့မှအစားစားတဲ့သူဖြစ်တယ်အဲ့လိုမျိုး तू อ่ะအဲ့ဒီလူချမ်းသာရဲ့ဇပွဲခုံကနေပြီးမှကြာလာတဲ့အစားတောက်တွေ तू စားဖို့မျောနေတဲ့အချိန်မှာတစ်ချိန်တည်းမှာပင်လင်ခွေးတွေကလာပြီးတော့မှသူ့ရဲ့အနာတွေကိုရက်ပေးတယ်အငယ်20တနေ့ကြတော့တဲ့အဲ့ဒီလူစင်းရဲ့လာဇရုသေသွားတယ်အဲ့ဒီလာဇရုသေသွားတဲ့ခါမှာတဲ့was carried away by the angel to the Abraham side. အဲ့ဒီလူစင်းရဲ့ကသေသွားတယ်ဒါပေမဲ့ကောင်းကင်တမန်တွေကလာပြီးတော့မှခြီဆောင်သွားတယ်သူဟာလေလုယာဘသူစီကိုခြီဆောင်သွားလဲအာဗြဟံရဲ့ဘေးနာကိုတဲ့အဲ့ဒီအာဗြဟံလို့သုံးတယ်ဒီနေရာမှာယေရှုကဒီပုံပြင်ကိုပြောပြတဲ့ခါမှာဘာကြောင့်မို့သူအာဗြဟံသုံးလဲဆိုတဲ့အရာလေးအကျိုးကြောင့်ရှိတယ်ဘာကြောင့်သူအာဗြဟံကိုသုံးလဲဆိုတော့ယေရှုက Jewish လူမျိုးတွေစီကိုသူစကားပြောနေတာဖြစ်တယ် Jewish လူမျိုးတွေအတွက်သူတို့ရဲ့ဖခင်ကအာဗြဟံဖြစ်တယ်အဲ့အတွက်ကြောင့်မို့သူတို့ကိုသူတို့အင်မတန်ဂုဏ်ယူတယ်ငါတို့ကအာဗြဟံရဲ့အမျိုးအနွယ်အာဗြဟံရဲ့သားမျိုးစင်ဆက်ဆိုပြီးတော့မှအင်မတန်ဂုဏ်ယူတဲ့ပွဲဖြစ်တယ်အဲ့တော့ကျွန်တော်ဒီနေ့မှာယေရှုကအာဗြဟံကိုသူတို့အင်မတန်ဂုဏ်ယူတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့ကြောင့်မို့အာဗြဟံကိုယူတာဖြစ်တယ်ဖျားမယူပဲနဲ့ဒါပေမဲ့အဲ့ဒီအာဗြဟံကပုံဆောင်တာကဖျားပုံဆောင်တာဖြစ်တယ်ဆိုတော့ဒီလူစင်းရဲ့ကသေသွားတယ်သူ့ရဲ့ဝိညာဉ်ကိုဒီ angel ကောင်းကင်တမန်နဲ့ခြီးသွားတယ်ဖျားစီရောက်သွားတယ်တနည်းအားဖြင့်အဲ့ဒီတစ်ချိန်တည်းမှာပဲလူချမ်းသာလည်းသေတယ်ဗျာဒီမှာယူအောင်မတို့တင်းကြိုင်းဆိုတာလူသားတွေအားလုံးအတွက်ပဲကျွန်တော်တို့ချမ်းသာတဲ့ဆင်းရဲတဲ့ပုံမှာမမှုတူးခင်ဗျတင်ငွေဘလောက်ရှာတင်သေးမှာပဲတင်ဘလောက်ချမ်းသာတင်သေးမှာပဲအဲ့အတွက်ကြောင့်မို့အဲ့ဒီမြေတွင်းကကျွန်တော်တို့ကိုမြုပ်မဲ့အဲ့ဒီမြေတွင်းကတထေးအတွက်လည်းဟုတ်တယ်လူစင်းရဲအတွက်လည်းဟုတ်တယ်အဲ့ဒီတွင်းကလူတော်အတွက်လည်းဟုတ်တယ်ငနုံအတွက်လည်းဟုတ်တယ်ကျွန်တော်တို့အားလုံးသေမဲ့သူတွေပဲခင်ဗျာ
ကျွန်တော်အားလုံးသိမဲ့သူတွေပဲညီကိုမောင်နှမတို့ဒီမှာဒီလူချမ်းသာကတထေးကြီးอ่ะသူအသက်ရှင်တော့ကတော့လက်ထိုးရရေဖြစ်တယ်လက်ထိုးရစာဖြစ်တယ်လက်ထိုးရသူ့အတွက်ကအကုန်ဖြစ်တယ်ဒါပေမဲ့သူတည်သွားတဲ့ခါမှာသူ့ရဲ့ပစ္စည်းဥစ္စာရှိသမျှကသူများအတွက်ဖြစ်သွားတယ်သူ့အတွက်တစ်ခုမှမချင်တော့သူယူသွားလို့မှမရပဲအဲ့တော့ကျွန်မကိုမမတို့တင်လောကအတွက်တင်အသက်မရှင်ပါနဲ့ကျွန်တော်ထပ်ပြီးမပြောပြရစေတင်ယူသွားလို့ရတဲ့အရာမဟုတ်ဘူးဒါပေမဲ့လောကဥစ္စာပစ္စည်းကလေတနေ့ကြရင်တင်ကိုစုတရဖူပြန်ပေးမရဖခင်နိုင်ငံတော်အတွက်တင်အသုံးပြုတတ်ရင်တင်ယူသွားလို့မရဘူးဒါပေမဲ့တင်အသုံးပြုတတ်ရင်တင်အတွက်ကောင်းကြီးပြန်ဖြစ်စေမရဖြစ်တယ်ဥပမာပိုက်ဆံတင်တဲကြီးမဲကြီးတင်ရှာတယ်ဗျာအဲ့ဒီပိုက်ဆံကိုဖခင်နိုင်ငံတော်အတွက်တင်မပါဝင်တတ်ရင်အလကားပဲတင်တီးသွားတဲ့နေသူများအတွက်ပဲလားအဲ့ဒီပတ်စံတင်ယူသွားလို့မရအောင်ဒါပေမဲ့အဲ့ဒီတင်မှာရှိတဲ့ပိုက်ဆံကိုဖခင်နိုင်ငံတော်အတွက်တင်သုံးတတ်သွားရင်ကောင်းကင်နိုင်ငံမှာအဲ့ဒါတင်တဆူလက်ပြန်ဖြစ်သွားတယ်ဟာလေလုယာအဲ့ဒီကြောင့်ကျွန်တော်တို့နောက်နေ့ဆက်မယ်ဆက်ကြည့်ကြအောင်ဆိုတော့တထေးကြတော့တေသွားတယ်ပြီးကြတော့ဘယ်ရောက်သွားလဲဆိုတော့ငရဲရောက်သွားတယ်ဗျာငရဲမှာသူညှင်းဆဲခြင်းသူခံရတယ်အဲ့နဲ့သူငရဲထဲမှာသူမီးလောင်ပြီးတော့မှသူအဲ့လိုမျိုးအနာခံနေတဲ့အချိန်မှာသူအပေါ်မော့ကြည့်တဲ့ခါမှာသူအာဗြဟံကိုတွားတွေ့တယ်ပြီးအာဗြဟံရဲ့ဘေးနားမှာအဲ့ဒီလူစင်းရဲ့လာဇရုလည်းတွားတွေ့တယ်တွားတွေ့တော့ဒီတထေးရလှမ်းခေါ်တယ် Father Abraham he call out have mercy on me ဒီမှာကြည့်တထေးရငရဲကနေပြီးတော့မှအဘအာဗြဟံကိုလှမ်းခေါ်တယ်တနည်းအားဖြင့်ဖခင်ကိုလှမ်းခေါ်တယ်အာဗြဟံကဖခင်ပုံစံမှာဖြစ်တယ်ဖခင်ကိုလှမ်းခေါ်တယ်ကိုတော်တာကိုတနာပါ mercy ပမာကျမ်းစာမှာဘလို့ရေးလဲ have your mercy on me ဘလို့ရေးလဲတရားလောက်ကျေးဇူးပြုပြီးတော့အဲ့ပမာစကလုံးအတိုင်းလေးကျွန်တော်သိကျင်တယ်ပမာစာရှိလူရှိလားကဲမတနာပါဟုတ်ပြီ you see ကဲမတနာပါအေဂေါမောင်မတို့ဒီတထေးကြီးကလောကမှာသူအသက်ရှင်တော့ကကိုတော့ကျွန်တော်ကိုတနာပါတခါမှဆူတောင်းခဲ့တဲ့လူမဟုတ်ဖယားစီကအတနာပဲတော့မခံခဲ့တဲ့လူဖယားကိုမလိုအပ်ခဲ့တဲ့လူသူ့ဘဝမှာပြည့်စုံနေတယ်ဖယားမလိုလူဘဝမှာသူနေခဲ့တော့ဖယားမလိုခဲ့တဲ့သူကကိုတော့တနာပါဆိုပြီးတော့မှတခါမှဆူမတောင်းခဲ့တဲ့လူကငရဲရောက်တော့ဖယားတနာပါတဲ့သူစောက်အော်ပြီညီကိုမောင်နှမတို့တင်အသက်ရှင်နေတဲ့အချိန်မှာကိုတော်တောက်တနာပါတင်ဆူတောင်းဖို့အရင်ရည်ကြီးတယ်ကိုတော်ကျွန်တော်ရဲ့မိသားစုကိုတနာပါတင်ဆူတောင်းဖို့အရင်ရည်ကြီးတယ်ဘာကြောင့်လဲဆိုတော့တင်အခုဒီဘဝမှာကိုတော်တောက်တနာပါတမီးကိုတနာပါတင်ဆူမတောင်းတနေ့ကျရင်တင်အဲ့ဒီဆူပြန်တောင်းရလိမ့်မယ်ဒီမှာတထေးရသူဆူမတောင်းဖူးတဲ့အရာဘယ်တော့ခါမှသူဆူမတောင်းခဲ့ဘူးတဲ့ရာဖယားသူဖယားသူဘယ်လိုပြောမလို့ ask မတောင်းခဲ့ဘူးတဲ့ရာငရဲထဲမှာသူစတောင်းပြီကိုတော့တနာပါကျွန်တော်တနာပါအဲ့ဒီသူတနာခြင်းကိုသူဖယားစီမှာတောင်းခံတယ်အဲ့ဒီတောင်းခံပြီးတော့မှသူဘာဆက်ပြောလဲဆိုတော့အဲ့ဒီလာဇရုကိုတဲ့အဲ့ဒီရေထဲမှာလက်ညှိုးလေးထိုးထည့်ပြီးတော့မှအဲ့ဒီရေတဆက်ကလေးကိုတဲ့ငါရဲ့ရှာမလာပြီးတော့မှအဲ့ဒီရေတဆက်လေးလာပေးပါစေတဲ့ဘလောက်ထိနာကျင်လဲနော်ဘလောက်ထိနာကျင်လဲအငယ်25အဲ့နဲ့
Abraham ကပြန်ပြောတယ် son Abraham said remember that during your life you received your good things just as Lazarus received bad things တာမင်းလူလောကမှာအသက်ရှင်ခဲ့တုန်းကတော့မင်းအကုန်လုံးမရှိခဲ့တယ်မင်းအကုန်လုံးပိုင်ခဲ့တယ်မင်းမှာလိုအပ်ချက်တစ်ခုမှမရှိအောင်မင်းအကုန်အပြည့်စုံမရှိခဲ့တယ်အဲ့ဒီတုန်းကလာဇရုကသူ့မှာဘာမှမရှိခဲ့ဘူးလူစင်းရဲ့လူငမွဲသူ့မှာဘာမှမရှိခဲ့ဘူးဒါပေမဲ့အခုကတော့အဲ့ဒီလာဇရုကနဲ့တိတ်ချင်းခံနေရပြီဒါပေမဲ့မင်းကကြတော့အခုချိန်မှာမင်းခံစားနေရပြီနာကျင်ခြင်းအငယ်နဲ့ဆက်ချ Besides all this, a great chasm has been fixed between us and you, so that those who went to pass over from here to you cannot, either can those from there cross over to us. ဒီညမှာပြကြတော့တဲ့ငါတို့ကြားထဲမှာလည်းပဲတဲ့ဟိုဘယ်လိုပြောမလဲဟိုခံနေတဲ့ဟာရှိနေတဲ့အတွက်ကြောင့်မင်းတို့စီငါတို့မလာနိုင်ဘူးတဲ့တကယ်တမ်းကျတော့ဖေကအဲ့ဒီကိုမသွားနိုင်တာမဟုတ်ဘူးတနည်းအားဖြင့်ပြောတာမင်းငါကိုတနာပါလို့မင်းတောင်းခံတဲ့အရာကိုငါမင်းကိုမတနာနိုင်တော့ဘူးကွယ်မင်းရဲ့အချိန်ကုန်ပြီ Your chance is gone I gave you many chances on earth but now you have no more chance ညီကောင်မတို့ chance ရှိတော့လေမှာဖခင်ကိုဖခင်နာနေပါ hallelujah chance ရှိတော့လေမှာဖခင်ကိုချစ်ပါchance ရှိတော့လေမှာဖယားကိုတွေ့တာပါတနေ့ကျရင်အဲ့ဒီ chance တဲ့မှာမရှိတော့ရင်တင်သွားပြီကုန်ပြီကိုတော့တနာပါလို့တင်မရတော့ပင်အဲ့ဒီ chance ရှိတော့လေဖယားကိုယူသေးပါဖယားကိုကြောက်ရွံ့ပါဘာလို့လဲဆိုတော့တနေ့ကျရင်တင်းရဲ့သားသမီးတွေတင်ဆုံးရှုံးနိုင်တယ်နော်ကျွန်တော်ချင်းမိသားစုအများကြီးထဲမှာကျွန်တော်တွေ့ရတဲ့အရာတစ်ခုသူတို့အဖေမေတဲ့ဖះရမ်းချစ်တယ်အိုးဆိုပြီးတော့မှဖះကိုရမ်းချစ်တဲ့ဖွဲ့တွေပြီးတော့အဲ့ဒီအဖွဲ့တွေဖះရမ်းချစ်တဲ့ဖွဲ့တွေကသူတို့သားသမီးတွေကိုပုံသက်တည်နဲ့အိုးဘယ်လိုပြောမလဲပုံသက်တည်နဲ့ဟိုတွင်တင်ပြီးတော့မှပုံသက်တွေနဲ့ lead လောက်တဲ့အဖွဲတွေမဟုတ်ဘဲနဲ့သူတို့ကငါတို့ငါသားသမီးတို့ငါဆူတောင်းပေးတယ်တနေ့ကျရင်တော့ငါမတွင်တဲ့လည်းပဲသူတို့ဖျားသီးမှာပါဖျားသီးမှာပါလောက်ပြီးတော့မှသူတို့သားသမီးတွေသူတို့ဘာမှမတွင်တင်ဘူးဆူတောင်းပေးတယ်တဲ့ so အဲ့ကလေးတွေကြီးလာတော့ဂိုင်းစားတွေဖြစ်သွားပြီးကြတော့ကျွန်တော်တို့ကမိဘတွေမင်းတို့ကြောင့်မင်းတို့ရဲ့သားသမီးတွေဒါမျိုးဖြစ်သွားတာဆိုပြီးမှကျွန်တော်တို့ပြောတဲ့အခါမှာသူတို့ဗာပြန်ပြောလဲဆိုတော့တကယ်တမ်းကျတော့လူရဲ့စိတ်နှလုံးကိုပြောင်းလဲစေနိုင်တာကဖခင်လူမဟုတ်ဘူးငါတို့မိဘတွေဘာလို့သူတို့လည်းဘာမှပြောင်းလဲတာမဟုတ်ဘူးနောက်ဆုံးလူရဲ့စိတ်ကိုပြောင်းလဲစေတာဖခင်နင်တို့ကမိဘတွေကိုပဲမင်းတို့ချိန်မောင်းပြီးတော့မှစူးနေတာတကယ်တမ်းကျသူတို့ကဘာမှမလုပ်ခဲ့တဲ့အရာဆိုကျွန်တော်အဓိကပြောပြချင်တဲ့အရာဘာလဲဆိုတော့အချိန်ရှိတုံးလေးအဲ့ဒီအချိန်ကိုသင်ကောင်းကောင်းအသုံးမချတတ်ရင်တနေ့လွန်သွားရင်သင်သွားပြီဆက်ပြီးမှနည်းနည်းပပထပ်ကြည့်ကြအောင်အငယ်နဲ့ဆက်ခွန် Father he said then I beg you to send him to my father's house ကိုရောကျွန်တော်ကိုအဲ့ဒီရေတဆက်ကလေးတောင်မှကျွန်တော်မပေးနိုင်ဘူးဆိုရင်နောက်တစ်ခုတော့ကျွန်တော်မစားပါတနာပါဘာလဲဆိုတော့ဂျေဇုပြုပြီးတော့မှအဲ့ဒီလာဇရုကိုကျွန်တော်ရဲ့အိမ်ကိုကျွန်တော်ရဲ့အဖေအိမ်ကိုပို့ပေးဘာကြောင့်ပို့ခိုင်းလဲ because I have 5 brothers to warn them ကျွန်တော်မှာ brothers ညီအကို9ယောက်ရှိတယ်အဲ့ဒီညီကို9ယောက်ကိုတွားပြီးတော့မှအဲ့လာဇရုကိုဝန်နေတွားပေးခိုင်းကျေးဇူးပြုပြီးတော့မှသူဖယားကိုသူ discount လုပ်တယ်ညီကောင်မတို့ဒီမှာလည်းပဲအင်မတန်ရေးကြည့်တယ်ဒီတထေးကြီးက
သူလောကမှာအသက်ရှင်ခဲ့တော့ကကြတော့ရှင်ခဲ့ပြီးတော့မှအခုငရဲရောက်ခါမှသူ့ရဲ့ညီကိုတွေကိုချစ်တတ်သွားတယ်ညီကိုမောင်နှမတို့ it is too late အသက်ရှင်တော့တင်းရဲ့ညီကိုမောင်နှမတွေကိုတင်းချစ်ပါအဲ့ဒီချစ်ပါလို့ပြောတဲ့ခါမှာဖယားစီကလာတဲ့ချစ်ချင်းမေတ္တာနဲ့ချစ်ပါသူတို့ရဲ့ဝိညာဉ်ကိုတင်း care လုပ်ပါ hallelujah တင်းရဲ့မိသားစုမှာတင်းရဲ့ညီကိုမောင်နှမတွေစီမှာဖယားကြောင့်ရောက်မလာနိုင်တဲ့ညီကိုမောင်နှမရှိရင်အဲ့ဒီသူတို့တင်းလုံးဝဖယားရှိမှဒူးထောက်ပြီးဆူတောင်းပါဒီအတထေးကြီးကငရဲရောက်သွားခါမှာ mission လုပ်ချင်တယ်သူကငရဲကနေ mission လွတ်ချင်တယ်သူကကိုတော့လာဇရုလွတ်ပေးဆိုတော့ကျွန်တော်ဒါဖျားဆိုရင်ပေါ့အာဗြဟံဆိုရင်ပေါ့ဟုတ်ပြီငါလာဇရုလွတ်ပေးမင်းလာဇရုမင်းတစ်လဘယ်လောက်ပေးမလဲကျွန်တော်ဆိုလို့ပြောမှာအဲ့တထေးကြီးကိုမင်းငရဲထဲမင်းဘာလုပ်နေလဲပြောမင်းလာဇရုမင်းတစ်လဘယ်လောက်ပေးမလဲပြောအဲ့လာဇရုကကယ်လီဖိုးနီးယားပြန်သွားမှာအိမ်စေးကြီးတယ်ကုန်းစင်းနှုန်းကြီးတယ်မင်းတစ်လမင်းဘယ်လောက်ပေးမလဲပြောမင်း4000ပေးမလားဆိုဒီတထေးရငရဲနေပြီးမှမရှင်ပြန်လုပ်ချင်တာညီကောင်မောင်နှမတို့ဖယားကသင်ကိုကျေးဇူးပြုနေတဲ့ချိန်မှာဖယားကသင်ကိုincome ပေးနေတဲ့ချိန်မှာဖယားနိုင်ငံတော်အတွက်သင်ပါဝင်ပါညီကောင်မောင်နှမတို့ hallelujah ဖယားနိုင်ငံတော်အတွက်သင်တကယ်ပါဝင်ပါကျွန်တော်ဗမာစကားပုံမှာလေကျွန်တော်အင်မတန်မှန်တယ်လို့ထင်တဲ့အရာတစ်ခုကမလှူလို့မရှိလို့မလှူတကယ်မှန်တယ်တင်မလှူလို့တင်မရှိဘူးတင်မရှိလို့တင်မလှူဒါပေမဲ့ပေးကမ်းခြင်းဆိုတာလေတင်ရှိတဲ့အရာထဲကနေပြီးတော့မှတင်ရှိတဲ့အရာကိုယူပြီးတော့မှသူများသွားပေးတာအဲ့ဒါတကယ်ပေးကမ်းခြင်းမဟုတ်ဘူးအဲ့ဒါဘာကြောင့်လဲဆိုတော့တင်ရှိတဲ့အထဲမှာအပိုလိုတင်သူများသွားပေးတာပေးကမ်းခြင်းအစစ်ကမရှိတဲ့အထဲမှာဟိုမုတ်ဆိုးမကဲ့သို့သူ့မှာရှိသမျှပိုက်ဆံအကုန်လုံးကိုအလှူထဲထည့်ပလိုက်တယ်အဲ့ဒါတကယ်ပေးကမ်းခြင်းပဲပေးကမ်းခြင်းဆိုတာတင်ရှိမှပေးရတာမဟုတ်ဘူးအဲ့ဒီတင်မှာရှိတဲ့အရာသူများစားပါစေဆိုပြီးတင်ပေးလိုက်တဲ့အရာကအဲ့ဒါတကယ်စစ်မှန်တော့ပေးကမ်းခြင်းဥမာတင်မှာစားစရာဒီမုတ်တစ်ခုပဲကျန်တော့တယ်ဒါပေမဲ့နောက်ထပ်တစ်ယောက်ကအင်မတန်တင့်ထက်ဘိုက်ပိုစားနေတယ်အဲ့ဒီဘိုက်ပိုစားနေလို့တင်တွေ့တဲ့ခါမှာငါမစားတော့ကွယ်သူ့ကိုပဲငါပေးလိုက်မယ်တင်ပေးလိုက်တဲ့ရတကယ်အဲ့ဒါတကယ်စစ်မှန်တော့ပေးကမ်းခြင်းအဲ့ဒါဒါပေမဲ့တင်မှာမုတ်10လုံးရှိတယ်အဲ့ဒီ10လုံးထဲမှာတင်တစ်လုံးသူများကိုပေးလိုက်တဲ့အရာကအဲ့ဒါတကယ်စစ်မှန်တော့ပေးကမ်းခြင်းမဟုတ်ဘူးဒါပေမဲ့အဲ့ပေးကမ်းခြင်းပိုင်းကိုကျွန်တော်အဓိကပြောချင်တဲ့အရာမဟုတ်ဘဲနဲ့ကျွန်တော်ပြောချင်တဲ့အရာကဒီနေရာမှာကြီးကိုမမတို့တင်းရဲ့အချိန်ရှိတုံးလေးမှာတင်းရဲ့မိသားစုကိုတင်ပြန်ကြည့်တင်းရဲ့မိန်းမကိုတင်ပြန်ကြည့်တင်းရဲ့ယောက်ျားကိုတင်ပြန်ကြည့်ပြင်တင်းရဲ့သားသမီးတို့တင်ပြန်ကြည့်သူတို့ဖျားသိပြီလားသူတို့ဖျားမသိရင်တော့တနေ့ကျရင်တင်အဲ့ဒီသူတွေအတွက်တင်နောင်တရလိမ့်မယ်နော်အမတန်ရရင်ကြီးတယ်အဲ့တော့ကျွန်မကြီးကိုမမတို့တင်တို့အဲ့ဒီတင်းရဲ့မိသားစုဖျားကိုတီးဖို့အတွက်ဆိုရင်လေတင်းရဲ့ပတ်စံနဲ့တင်သုံးတကယ်အဲ့ဒါကျွန်တော်ခွာပေးခြင်းတယ်လိုအပ်ရင်လိုအပ်တယ်လို့ home crusade လို့ကျွန်တော်တို့ဒီ home crusade လို့ပြောလာတဲ့ခါမှာလည်းပဲကျွန်တော်တခုလေးထပ်ပြီးတော့မှထည့်ပြောခြင်းတဲ့အရာတခုကကျွန်တော်ရောက်သွားတဲ့မိသားစုတော်တော်များများကသူတို့သားသမီးတွေဥမာ9ယောက်ရှိရထားလိုက်အဲ့ဒီ9ယောက်ထဲမှာ2ယောက်ကလမ်းပြောက်တယ်2ယောက်က gangster လို့ဖြစ်တယ်မိဘတွင်တင်တာကိုအာခံတယ်ဘောနော်ပြီးတော့ကျန်တဲ့3ယောက်ကစကားပြောနာထောင်တယ်ကြောင်းကောင်းကောင်းသွားတယ်ကြောင်းကောင်းကောင်းကြောင်းစာကောင်းကောင်းလုပ်တယ်ဆိုတော့အဲ့ဒီသူတို့ထဲမှာအဲ့ဒီကလေး9ယောက်ထဲမှာသူတို့ home crusade ခေါ်ရင်အဲ့ဒီ2ယောက်ထဲအတွက်ခေါ်တယ်အဲ့ဒီ gangster ဖွဲ့2ယောက်အတွက်ခေါ်တယ်အဲ့ဒီ3ယောက်က
သူတို့ကြောင်းကောင်းကောင်းတက်ရင်စကားပြောလေးနားထောင်ရင်သူတို့ကျေနပ်ပြီအဲ့ဒီ3ယောက်သူတို့ဖျားသီးလားမသီးလားသူတို့ကင်တင်ချင်းရပြီလားမရပြီလားသူတို့မခဲတော့ဘူးသူတို့ဂိမ်းမဆိုင်တော့သူတို့ဂယူးဆိုင်တာကအဲ့ဒီ3ယောက်ကကြောင်းကောင်းကောင်းတက်လားစာကောင်းကောင်းလုပ်လားစကားပြောနားထောင်လားအဲ့ဒါပဲအဲ့ဒီ3ယောက်ကကြောင်းကောင်းကောင်းတက်တယ်စာကောင်းကောင်းလုပ်တယ်စကားနာပြောနာထောင်ရင်သူတို့ကျေနပ်ပြီအဲ့ဒီ3ယောက်တွက် home crusade မလို့တော့သူတို့အဲ့ဒီ2ယောက်ထဲအတွက်ပဲသူတို့ခေါ်တယ်အဲ့ဒီယောက်ကျွန်တော်ကြည်ချမ်းပြင်ကျွန်တော်တီးသွားတဲ့ຢာဘာတီးသွားလဲဆိုတော့ချဲမိသားစုအဖေမေတွေတော်တော်များများတင်တို့ကလေးတို့တင်တို့ဖះကိုတီးစေခြင်းနဲ့ဆိုတာထက်တင်တို့ကလေးတွေကိုတင်တို့ပညာတော်စေခြင်းနဲ့တင်တို့ပြောတဲ့အတိုင်းလေးတင်တို့ကြီးစေခြင်းနဲ့အဲ့ဒါတင်တို့ရဲ့တကယ်စိတ်နဲ့စိတ်ထားပဲဟုတ်တယ်မလားတကယ်တမ်းကျတော့ညီကောင်မမတို့အဲ့ဒီစကားပြောနားထောင်တဲ့3ယောက်လေးကဲတင်ချင်းမရရင်အဲ့ဒီ gangster 2ယောက်နဲ့အတူတူပဲရတာ gangster 2ယောက်နဲ့အတူတူပဲအဲ့တော့ကြောင့်ညီကောင်မမတို့တင်တို့ရဲ့မိသားစုထဲထဲမှာဖះကိုမတီးသေးတဲ့မရသေးတဲ့သူများရှိရင်အဲ့ဒီသားသမီးတွေအတွက်သင် invest လုပ်ပါသင်ရဲ့ငွေရေးကြေးရေးသင် invest လုပ် invest ဆိုတဲ့အရာကသင်အရင်ပေးရတယ်ဒါပေမဲ့သင်အကျိုးမြတ်ပြန်ရတယ်နောက်မှာအဲ့ဒါ invest လို့ခေါ်တယ်ဆိုတော့ကျွန်တော်စက်ကြည့်ကြအောင်ဆိုတော့ဒီလူချမ်းသာကြီးကငရေကနေပြီးတော့မှ तू ကလာဇရုတွားပြီးတော့မှဆေလွတ်ခိုင်းစေခြင်းနဲ့တွားပြီးမှတရားဟောစေခြင်းနဲ့သူ့ရဲ့ညီကို9ယောက်ငရဲကိုရောက်မလာဖို့အတွက်အဲ့နဲ့အာဗြဟံပြန်ပြောတယ် They have Moses and the prophet သူတို့အဲ့ဒီမင်းညီကို9ယောက်သူတို့ Moses ရှိတယ်သူတို့ prophet ရှိတယ်အဲ့ဒီ Moses နဲ့ prophet ကိုသူတို့နားထောင်ပါစေ Moses ကဘာပုံဆောင်လဲဖခင်ရဲ့ဖခင်ရဲ့ပညတ်တော်10ပါးပုံဆောင်တယ် Moses ကပင် prophet ကဘာပုံဆောင်လဲဖခင်ရဲ့စကားကိုပုံဆောင်တယ်ဆိုတော့ပြောချင်တာကအဲ့ဒီမင်းကြီးကို9ယောက်တွေစီမှာဖခင်ရဲ့ပညတ်တော်10ပါးနဲ့ဖခင်ရဲ့နှုတ်ကပတ်တော်ရှိတယ်အဲ့ဒီဖခင်စကားကိုသူတို့တွားပြီးနားထောင်ပါစေအာဗြဟံပြန်ပြောတယ်ပြန်ပြောတော့ဒီမှာတထေးကြီးကထပ်ပြောတယ် He said but if someone from the dead goes to them they will repent အဘအာဗြဟံအဲ့ဒီလူသေးကိုယ်တိုင်ကအဲ့ဒီသူတို့စီကိုတွားပြီးတော့မှတရားတွားဟောရင်သူတို့တနေ့ကြရင်သူတို့အပြစ်နောင်တရလိမ့်မယ်အဲ့တော့ကြောင့်မို့လာဇရုကိုဆေလွတ်ပေးပါဆိုပြီးတော့မှတောင်းတယ်ဆိုတော့ဒီတထေးလေးပဲကျွန်တော်သူ့ရဲ့အနေထားသူ့ရဲ့စကားအပြောဆိုကျွန်တော်နားထောင်တဲ့အခါမှာလေချင်းဖြစ်မဲ့ပုံပဲဘာကြောင့်လဲဆိုတော့သူကလည်းသူ့ရဲ့အတွေးခေါ်လဲသိရမလားအဲ့ဒီလူသေးကရှင်ပြန်ထမြောက်ပြီးတော့မှအဲ့ဒီလူတွေကိုတရားတော်ဟောရင်အဲ့လူတွေပြောင်းလဲလိမ့်မယ်ဆိုတော့ပြောချင်တာကဒီတထေးကြီးလည်းပဲအဲ့လိုမျိုးဟိုငါကောင်းကင်ရောက်သွားတယ်ငါငရဲရောက်သွားတယ်ဆိုတဲ့အဖွဲတွေကိုအားကြတဲ့ပုံကျွန်တော်တို့ချင်းခရစ်ယာန်တော်တော်များများလည်းပဲအဲ့ဒါမျိုးအယံသဘောကြတယ်ကျွန်တော်တို့လူတယောက်ကအိုးငါကောင်းကင်ရောက်သွားတယ်ငါဟိုဟာသွားတွေ့တယ်ဒီဟာသွားတွေ့တယ်ငါငရဲရောက်သွားတယ်ဟိုဟာသွားတွေ့တယ်ဒီဟာသွားတွေ့တယ်ဆိုတဲ့အဖွဲတွေဆိုရင်ကျွန်တော်တို့ကအယံနားထောင်ခြင်းတယ်ကျွန်တော်တို့အယံနားဆွင့်တယ်ကျွန်တော်တို့အော်ဟုတ်လားဆီယာမတယောက်ဆိုလေသူက vision ရတယ်တဲ့တနေ့ကြတော့တဲ့ရေးလဟောတာနားထောင်တဲ့ဖွဲ့တွေကလည်းအယံနားထောင်ခြင်းနဲ့သူ့ရဲ့ story လေးကိုငါကောင်းကင်နိုင်ငံရောက်သွားတော့တဲ့အယက်သမားဖွဲ့တွေကောင်းကင်မရောက်ဘူးတဲ့ဘာကြောင့်လဲဆိုတော့တဲ့သူတို့ယေရှုကိုရရသားနဲ့အယက်ဆက်တောက်နေတဲ့ဖွဲ့တွေကောင်းကင်နိုင်ငံမရောက်ဘူးတဲ့ဘာကြောင့်လဲဆိုတော့သူတို့ကောင်းကင်နိုင်ငံကိုသူတို့ဝင်ခါနီးလေးမှာပဲတဲ့အဲ့ဒီတကားဝါကြီးမှာအယက်ပလင်းရထောင်နေတယ်တဲ့ဝင်လို့မရဘူးတဲ့မဲအယက်ပလင်းရတကားဝါမှာပိတ်ဆို့နေတာတဲ့သူတို့ဝင်လို့မရဘူးတဲ့မဲသူကလည်းလို့တယ်အဲ့
လိုဟာမျိုးတွေကိုလေကျွန်တော်တို့ကအယမ်းကြားခြင်းတယ်တော်တော်များများဖယားစကားအစစ်အမှန်ကိုကျွန်တော်တို့ကနားမသွင်းဘူးကျွန်တော်တို့ကအဲ့လိုမျိုးငါဟိုဟာတွေးပါတယ်ဒီဟာတွေးပါဆိုတဲ့ဖွဲ့တွေကျွန်တော်တို့ကနားယောင်တယ်ဒီတထေးလည်းပဲအဲ့ချင်းတထေးပဲဖြစ်မယ်သူလည်းအဲ့လိုမျိုးတွေအယမ်းနားယောင်တယ်သူလည်းအဲ့နဲ့အာဗြဟံကပြန်ပြောတယ် but he told him if they don't listen to Moses and the prophet တနည်းအားဖြင့်ပြောရမှာဆိုရင်ပေါ့အဲ့ဒီမင်းညီကိုရီးယားအဲ့ဖျားစကားကိုနားမထောင်ရင် they will not be persuaded if someone rises from the dead ဖျားစကားကိုသူတို့နားမထောင်ရင်အဲ့ဒီလူသေးတွေရဲ့ testimony တွေကိုသူတို့ကြားရင်လည်းပဲသူတို့နားထောင်မှာမဟုတ်ဘူးသူတို့အသက်တာပြောင်းလဲမှာမဟုတ်ဘူးပြောချင်တာပါလေကျွန်တော်တို့ရဲ့အသက်တာကိုတကယ်ပြောင်းလဲပေးမယ့်အရာကဖျားစကားပဲဖြစ်တယ် hallelujah အဲ့ဒီဖျားစကားကိုသင်ခံယူမလားမခံယူဘူးလားဒါပဲအဲ့ဒီဖျားစကားကိုငါခံယူမယ်လို့သင်ပြောတဲ့နေ့ဟာသင်ရဲ့ဘဝပြောင်းပြန်လည်သွားတဲ့နေ့ပဲအဲ့ဒီသင် testimony တွေဟိုဟာကြားဒီဟာကြားဟိုတယောက်ကငရဲရောက်သွားတယ်ဒီတယောက်ကကောင်းရောက်သွားတယ်အဲ့ testimony တွေကသင်ကြားသွားပြီးမှဟာလုပ်ပြီးမှကုန်းသွားတာသင်ရဲ့အသက်တာကိုဘာမှပြုပြင်မသွားဘူးဒါပေမဲ့သင်ရဲ့အသက်တာကိုတကယ်ပြုပြင်သွားမယ့်အရာကဖျားနှုတ်ကပတ်တော်သင်စီရောက်လာရင်ငါခံယူမလားမခံယူဘူးလားအဲ့ဒီရာသင်ရဲ့အသက်တာမှာဆုံးဖြတ်ချက်ချသွားမှာဖြစ်တယ်ဆက်ပြီးတော့မနေ့နဲ့ကြည်ကြရအောင်နောက်ထပ်3ခုလောက်ဆိုရှမတဲအခန်းကြီး16ငွေ24နဲ့ပြီးတော့20ခွန်ဆိုမနေ့ညကကျွန်တော်ဖတ်သွားတဲ့ကျွန်တော်ဟောသွားတဲ့ကျမ်းပိုက်ဒီနေ့ညကျွန်တော်ပြန်ပြီးတော့မှကျွန်တော်ထပ်ပြီးတော့မှဖတ်ပြခြင်းနဲ့အငယ်25ကို focus လုပ်ပြီးတော့မှကျွန်တော်ဖတ်သွားခြင်းနဲ့ Then Jesus said to his disciple ယေရှုခရစ်ကသူ့နောက်လိုက်တဲ့စီမှာသူတော့ပြောတယ် If anyone wants to follow after me ဘယ်သူမဆိုငါရဲ့အနောက်ကိုလိုက်ချင်တယ်ဆိုရင် let him deny himself သူကိုသူညှင်းပယ်ရမယ် take up his cross သူရဲ့လဝကတိုင်းသူနေ့တိုင်းသူထိုင်ရမယ်ပြီးကြတော့မှ and follow me ငါရဲ့နောက်ကိုသူလိုက်ရမယ်အငယ်25 For whoever wants to save his life will lose it သူရဲ့အသက်ကိုကယ်ခြင်းတဲ့လူဟာတနေ့ကျရင်သူရဲ့အသက်ဆုံးရှုံးမယ်တဲ့ညီကောင်မောင်နှမတို့သင်ရဲ့အသက်ကိုသင်ကယ်ခြင်းလားသင်ရဲ့အသက်ကိုသင်ကယ်ခြင်းနဲ့ဆိုရင်သင်ရဲ့အသက်ကိုသင်ကိုယ်တိုင်ကယ်ဖို့သင်ကြိုးစားရင်သင်ရဲ့အသက်သင်ဆုံးရှုံးမယ်သင်ကိုသင်ကယ်လို့မရဘူးသင်ရဲ့ family ကိုသင် save လုပ်ချင်လားသင် save လို့မရဘူးတနေ့ကျရင်သင်ဆုံးရှုံးလိမ့်မယ်သင်မိသားစုတွေကောင်းတော့ဆိုတော့သင်ရဲ့အသက်တာကိုသင်ဟာနဲ့သင်ဆုံးဖြတ်ချက်ချခြင်းလားသင်ရဲ့အသက်တာကိုသင်ဟာနဲ့သင်ဟောရကိုသင်မသင်ဟိုဘယ်လိုပြောမလဲလှုပ်ချင်တာလှုပ်ပြောချင်တာပြောလှုပ်သွားချင်တာသွားအဲ့လိုမျိုးသင်ရဲ့အသက်တာကိုသင်သွားခြင်းလားအဖေကတေးခြင်းမငီကိုမမတို့ you will lose your life ကျွန်တော်ထပ်ပြောမယ်သင်ရဲ့ဘဝကိုသင်လှုပ်ချင်တဲ့အတိုင်းသင်သွားချင်တဲ့အတိုင်းသင်နေချင်တဲ့အတိုင်းသင်ရဲ့ဘဝကိုသင်လုံးလုံးလဲလဲ complete control သင်လိုချင်တာလိုချင်သင်ရတယ်ခင်ဗျာဒါပေမဲ့အဖြေကတေးခြင်းစကားထက်ဆက်တယ် but whoever loses his life because of me will find it ဒါပေမဲ့ငါရဲ့အတွက်သူ့ရဲ့အသက်ကိုသူပေးရင်ငါရဲ့အတွက်သူဆုံးရှုံးရင်သူအသက်ရမယ်တဲ့ hallelujah ညီကောင်မောင်မတို့သင်ရဲ့အသက်ကိုသင်ကိုသင်စောင့်ရှောက်မယ်ထိမ့်သိမ့်မယ်ဆိုရင်တော့သင်ရဲ့အသက်သင်ဆုံးရှုံးမယ်ဒါပေမဲ့သင်ရဲ့အသက်ကိုအဲ့ဒီသင်ရဲ့သခင်အတွက်သင်ပေးဆိုင်ရင်သင်အသက်ပြန်ရမယ်ဆိုတော့သင်ဘာလုပ်မလဲဆက်ပြီးတော့ထပ်ပတ်ချင်တယ်26 For what will it benefit someone if he gains the whole world
yet loses his life လူတယောက်ကတကဘာလုံးရုပ်သူပိုင်ဆိုင်တော့မှသူ့ရဲ့အသက်ကိုသူဆုံးရှုံးရင်ဘာအကျိုးမြတ်ရှိလဲကွယ်ဥမာဒီနေရာမှာအရောက်ချင်းစီတိုင်းကကဲတင်ချင်းစိတ်ချမှုရသွားပြီလို့ကျွန်တော်ခံယူတယ်ကျွန်တော်မှတ်ယူတယ်ယုံကြည်သူတယောက်အနေနဲ့အားလုံးကျွန်တော်မှတ်ယူတယ်ဒါပေမဲ့ကျွန်တော်တင်းရဲ့မိသားစုထဲမှာတင်းရဲ့သမီးကိုတင်တလောကလုံးနဲ့တင်လဲမလားတင်းရဲ့သားကိုတင်တလောကလုံးနဲ့တင်လဲမလားတင်းရဲ့ဇနီးတဲ့ကိုတင်တလောကလုံးနဲ့တင်လဲမလားတင်းရဲ့ယောက်ျားကိုတင်တလောကလုံးနဲ့တင်လဲမလားတင်းရဲ့မိသားစုကိုတင်းရဲ့ပိုက်ဆံတင်းရဲ့ငွေရေးကြေးရေးတင်းရဲ့ဆူရှီနဲ့တင်လဲမလားပြောတင်တပတ်ကိုတင်2000မရရကွယ်တင်းရဲ့ကလေးဖျားမသိဘဲနဲ့ဆုံးရှုံးသွားရင်တင်ပြောမလားပြောတင်တပတ်ကိုတင်3000မရရတင်းရဲ့မိသားစုဆုံးရှုံးသွားရင်ဝင်ရရမှာတင်ပြောမလားအဲ့ဒါပဲတင်တလောကလုံးပိုင်ဆိုင်ရရင်တော့မှတင်းရဲ့တက်တော်တင်ဆုံးရှုံးရင်တင်ပြောမလားဘာအမျက်ရှိလဲဘာအမျက်မှမရှိဘူး For what will anyone give in exchange for his life? For the Son of Man is going to come with his angels in the glory of his Father. တနေ့ကျရင်အဲ့လူသားကသူ့ရဲ့ကောင်းကင်တမန်တွေနဲ့ဖခင်မဲတော်ရဲ့ဘုံအာနုဘော်ကိုစံပေပြီးတော့မှသူပြန်လာပြီးတော့မှသူဘာလုပ်မလဲ He will reward each according to what he has done. လူသားတွေအရောက်ချင်းစီတိုင်းကိုသူတို့ဒီလောကမှာသူတို့နေထိုင်တဲ့ပုံစံအတိုင်းသူတို့လုပ်ခဲ့တဲ့အတိုင်း reward ပြန်ပေးမယ်ညီကောင်မတို့သင်ဖခင်ရဲ့ရှေ့မှာသင်ရက်ရင်အခုချိန်မှာဖခင်ရဲ့ရှေ့မှာသင်ရက်ကြည့်သင်ဘာ reward ရမလဲဘာဆုလက်ရမလဲဖခင်စီကဖခင်အသင်ကိုတာဒုသစ္စာရှိသောငယ်သားကောင်းလို့ပြောမလားဒါမှမဟုတ်သစ္စာမရှိသောကျွန်လို့သင်ကိုပြောမလားအင်မတန်ရင်ကြည့်တယ်ခင်ဗျာနောက်ဆုံးကျမ်းပိုက်တစ်ပိုက်ကျွန်တော်ဖတ်ချင်တယ်ကျွန်တော်ဒီကျမ်းပိုက်ကပထမနေ့ကကျွန်တော်ဟောသွားတဲ့ကျမ်းပိုက်ဖြစ်တယ်ယောဟန်အခန်းကြီး6အငယ်53ပြီးကြတော့အငယ်55 So Jesus said to them, Truly I tell you, unless you eat the flesh of the Son of Man and drink his blood, you do not have life in yourself. ယေရှုခရစ်ကပြောတယ်မင်းတို့ဒီလူသားရဲ့အသားနဲ့အသွေးကိုမင်းတို့မတောက်ရင်မင်းတို့မှာအသက်မရှိဘူးလို့ပြောတယ်ညီကောင်မတို့တင်းရဲ့မိသားစုကိုအသက်ရှင်စေမဲ့သူကယေရှုပဲဖြစ်တယ်ဟာလေလုယာတင်းရဲ့မိသားစုထဲမှာအလိုအဆုံးကယေရှုပဲဖြစ်တယ် Because my flesh is true food ဘာကြောင့်လဲဆိုတော့ငါရဲ့အသားက true food စစ်မှန်သောအစာ and my blood is true drink ငါရဲ့အသွေးကစစ်မှန်သော drink တောက်ဖို့ရာအကြောင်းဖြစ်တယ်တဲ့ So ညီကောင်မတို့သင်ရဲ့အသက်တာမှာသင်ရဲ့မိသားစုကိုအသက်သွင်းပေးမဲ့သူကယေရှုပဲဖြစ်တယ်တင်းရဲ့မိသားစုကိုအသက်ရှင်စေမဲ့လူကမိသားစုပဲဖြစ်တယ်အဲဆိုယေရှုပဲဖြစ်တယ်ဆိုတော့အဲ့ဒီယေရှုနောက်ကိုသင်လာရင်တော့သူခိုင်းရအောင်သင်လုပ်ရမယ်သင်လုပ်မှာလားဒါမှမဟုတ်သင်မိသားစုကိုသင်ပါသင်ကိုင်းတွဲမှာလားသင်ပါသင်စောင့်ရှောက်မှာလားသင်ရဲ့အလိုအတိုင်းသင်နေထိုင်သွားမှာလားသင်ပါယူမလဲတင်းရဲ့မိသားစုနဲ့တင်းရဲ့ဘဝကိုတင်းရဲ့အလိုအတိုင်းတင်လှုပ်သွားမယ်ဆိုရင်တော့အဖြေကတော့တေးခြင်းပဲခင်ဗျာ You will die one day You will perish one day ဒါပေမဲ့ငါရဲ့သခင်စကားကိုငါနားထောင်မယ်ငါရဲ့မိသားစုငါရဲ့သခင်ကိုငါပုံအောပလိုက်မယ်ငါသူ့ကိုပေးမယ်ငါသူ့နောက်ကိုလိုက်မယ်လို့တင်ဆုံးဖြတ်ချက်ချတဲ့နေဟာ
တင်အသက်ကိုရတဲ့နေ့ပဲတင်ရဲ့မိသားစုအသက်ရသွားတဲ့နေ့ပဲဟာလေလုယာဆိုတော့ယေရှုနောက်မလိုက်ခြင်းရဲ့အကျိုးကျေးဇူးကတော့တင်လှုပ်ချင်အောင်လှုပ်လို့တင်အကုန်လုံးလှုပ်လို့ရတယ်ပျော်ပျော်နေလို့ရတယ်လူဘဝမှာတင်ကြိုက်တဲ့ကုန်လှုပ်တင်ငွေနောက်လိုက်မလားလိုက်တင်ဆက်လက်တောက်မလားတောက်တင်အစားကောင်းတင်လှုပ်မလားလှုပ်ဘီယာတောက်မလားတောက်ရက်တောက်မလားတောက်ကြိုက်ရလှုပ်ခွဲကြိုက်တယ်လို့အသက်ရှင်တင်မှန်ရထင်မဲ့ရမှန်တယ်မြအလုံးစုံတင်လှုပ်ပျော်ပျော်နေလို့ရတယ်ဒါပေမဲ့အဖြေကတင်သေးမယ်တင်ဆုံးရှုံးမယ်ဒါပေမဲ့ယေရှုနောက်လိုက်ရင်တော့တင်ထားသွားမယ်ရတယ်အများကြီးပဲတင်ထားသွားမယ်တင်ပါထားသွားမယ်လိုအပ်ရင်လိုအပ်တယ်လို့တင်ရဲ့စီးပွားရေးတင်ထားသွားမယ်လိုအပ်ရင်လိုအပ်တယ်လို့တင်ရဲ့မိသားစုတင်ထားသွားမယ်လိုအပ်ရင်လိုအပ်တယ်လို့တင်ရဲ့ social media လည်းတင်ထားသွားမယ်ဒါပေမဲ့အဖြေကပါလဲအသက်ဖြစ်တယ် hallelujah ဆိုရင်မမတို့ will you give yourself to Jesus and be safe or you will run away from him and be perished ယေရှုစီကနေပြီးမှတင်ထွက်ပြေးမလားပြီးတော့လှုပ်ချင်တင်လှုပ်မလားဒါမှမဟုတ်ယေရှုစီကိုတင်လာမလားပြီးကြတော့တင်အဲ့ဒီဝမ်းမြောက်တဲ့အသက်တာကိုတင်ရရှိခံစားကြလားအဲ့ဒါပဲဆိုတော့အဲ့ဒီညကိုဒီနေ့ညလည်းပဲအဲ့ဒီအရာလေးနဲ့ကျွန်တော်ခွန်အားပေးခြင်းနဲ့တင်းသက်တာမှာဘယ်အရာကတင်းရဲ့နှလုံးသားကိုခိုးယူနေလဲတင်းဘယ်အရာအတွက်တင်းအသက်ရှင်နေလဲတင်းယေရှုနောက်လိုက်တယ်ပြောပြီးတော့မှတနည်းအားဖြင့်ပေါ့ခရစ်ယာန်ပေါ့ခရစ်ယာန်ဆိုတဲ့အဓိပ္ပာယ်ပါလဲယေရှုနောက်လိုက်ခရစ်ယာန်ဆိုတာသူတို့နာမည်ပေးခဲ့တဲ့နာမည်မဟုတ်ဘူးတကယ်တမ်းကြတော့ဟုတ်တယ်မလားယောမအင်ပါယာခေတ်မှာအဲ့ဒီပထမအဖွက်တတုတ်အဲ့ဒီthe first century first believer ပေါ့ပထမယုံကြည်သူတွေပေါ့သူတို့အသက်တာကထူးခြားတယ်ခြားနာတယ်တခြားလူတွေနဲ့မတူအဲ့ဒီခါမှာ Roman Empire ကြီးက Roman လူတွေကဒီလူတွေကထူးဆန်းတယ်နော်သူတို့ရဲ့ပြောပုံဆိုပုံသူတို့ရဲ့နေပုံထိုင်ပုံကထူးဆန်းတယ်နော်ဒီလူတွေကဘလူးလူတွေလဲသူတို့မေးမြန်းဆက်ဆေးတဲ့ခါမှာအဖြစ်ထွက်လာတယ်အဲ့ဒီလူတွေကယေရှုနောက်လိုက်တဲ့လူတွေအဲ့ဒီခါမှာအဲ့ဒီ Roman လူတွေကအဲ့လူတွေကိုနာမည်မှတ်တယ်အဲ့လိုဆိုရင်ငါတို့သူတို့ခရစ်ယာန်လို့ခေါ်ကြရအောင်ယေရှုနောက်လိုက်လို့သူတို့ငါတို့ခေါ်ကြရအောင်ဆိုပြီးတော့မှနာမည်ပေးခဲ့တဲ့နာမည်ဖြစ်တယ်အဲ့ဒီယေရှုခရစ်နောက်လိုက်ခဲ့တဲ့အဖွဲ့တွေကအဲ့လိုမျိုးနာမည်ရခဲ့တယ်သူတို့ရဲ့အသက်တာအဖြစ်သူတို့အဲ့ဒီနာမည်ရခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့ကခရစ်ယာန်ခေါ်ပြီးတော့မှကျွန်တော်တို့ရဲ့အသက်တာမှာခရစ်တော်နောက်လိုက်တဲ့အပုံတပုံမှမထုတ်ဘူးကိုမှန်ရထင်ရရှောက်လို့ကိုကြိုက်ရရှောက်လို့ပင်ပြောလိုက်ရင်မိုးကြီးလေကြီးဖះကိုရမ်းချစ်တဲ့ဖွဲ့ပုံစံဖမ်းပြီးတော့ပြီးကြဖះတကယ်ချစ်လားဆိုလည်းမချစ်ဘူးဟုတ်တယ်မလားဆိုရင်ကိုမမတို့Are you truly a Christian? Are you truly a follower of Jesus Christ? If you follow him, you have to leave something behind. ယေရှုခရစ်နောက်လိုက်ကိုသင်လိုက်မယ်ဆိုရင်တော့သင်လုံးဝသင်ပေးဆက်ရမယ်။သင်ထားခဲ့ရမယ့်အရာအများကြီးရှိလိမ့်မယ်။သင်ဟာကွင်းရကိုစားတတ်တော်သူဆိုရင်တော့သင်ကွင်းရကိုထားခဲ့ရမယ်နော်။သင်ခိုင်နီးငုံတဲ့လူဆိုတော့သင်ခိုင်နီးကိုသင်ထားခဲ့ရမယ်နော်ခိုင်နီးဆိုတာလေသိမလားဆေးထုတ်ကြီးလေဆေးထုတ်မဟုတ်လားပြီးရင်သင်ရဲ့အလုပ်ဖះငါသားမင်းရဲ့အလုပ်ငါနဲ့အရန်ဝေးစီတယ်မင်းမင်းလုပ်ပြောင်းဖះနှုတ်ကပတ်တော်လိုင်းသင်ပြောင်းအောင်မနော်ပေးကြတော့ဖះငါသားမင်းငါဒီမှာမနေစေချင်တော့မင်းတွေမှာနေနေတာမင်းဝิญဉ်ရေးအတွက်မင်းလုံးဝမင်းမရတော့ဘူးမင်းကပြောင်းစေခြင်းနဲ့ဖះနှုတ်ကပတ်တော်လိုင်းသင်ပြောင်းအောင်မနော်အဲ့ဒါယေရှုနောက်လိုက်ခြင်းပဲဆိုတော့ယေရှုနောက်လိုက်ခြင်းကခက်ခဲတယ်
ဒါပေမဲ့အဖြေကအသက်ဖြစ်တယ်အဖြေကကောင်းကြီးမင်္ဂလာဖြစ်တယ်အဖြေကဝမ်းမြောက်ခြင်းဖြစ်တယ်ဒါပေမဲ့ယေရှုခရစ်နောက်ကိုမလိုက်ခြင်းကကြတော့ပျော်စရာတော့ကောင်းတယ်ဘာကြောင့်ပျော်စရာကောင်းလဲတင်လှုပ်ခြင်းရအကုန်လှုပ်လို့ရတယ်ခင်ဗျာအကုန်လှုပ်တင်ပါလှုပ်ခြင်းလည်းပြောကိုရစားခြင်းလားတွားစားဆက်လက်တောက်ခြင်းလားတွားတောက်ပြီးကြတော့တင်ဘီယာလေးတမြတ်မြတ်လှုပ်ခြင်းလားတွားလှုပ်ပြီးကြတော့တင်ဟိုပိုက်ဆံငွေနောက်လိုက်ခြင်းလားလိုက်ပြကြိုက်တယ်လို့လှုပ်12နာရီမတော်သေးလဲ73နာရီတွားလှုပ်ကြိုက်တယ်လို့လှုပ်တင်ယေရှုနောက်ကိုတင်မလိုက်ချင်ဘူးဆိုရင်တင်ကြိုက်တာလှုပ်ပြကြိုက်တာလှုပ်ကြိုက်တာလှုပ်ဒါပေမဲ့တင်အဖြေတော့ရလိမ့်မယ်ယေရှုနောက်မလိုက်ချင်တင်ပျက်စီးမယ်တင်သေးမယ်အဲ့ဒါပဲဆိုကျွန်တော်အားလုံး